အဓိကကျွန်တော်ဒီညဆရာတို့ရှင်းပြပေးခြင်းတွေနှုတ်ကပတ်တော်ကြတော့ဟုတ်ကဲ့အခုကျွန်တော်ယုံကြည်သူတွေလည်းအများကြီးလဲလာထားတဲ့အရာတစ်ခုပေါ့နော်။ဘာလဲဆိုတော့ဒီကျွန်တော်တို့သမီး10ယောက်နဲ့ပတ်သက်ပြီးမှကျွန်တော်ပြောချတဲ့အရာလေး။ဟုတ်ကဲ့။အဲ့ဒီအရာနဲ့ပတ်သက်ပြီးကျွန်တော်တည်တည်ရှာပေါ့ကနာရှင်းပြပေးရှင်းပြဖြစ်ပါတယ်။ဟုတ်။ဆိုတော့ကျွန်တော်တို့ကတစ်ခုတည်တာပေါ့နော်။ဒီဖျားခင်ကဒီနိုင်ငံတော်နဲ့ပတ်သက်လာပြီဆိုသူဥပမာပြောတဲ့အခါမှာဟုတ်ကဲ့အဲ့ဒီဥပမာတွေကအရင်ကအရေးကြီးတယ်ဖြစ်ပါတယ်ဆိုတော့ဒီဥပမာတွေကျွန်တော်ပို့စားလို့မရဘူးတဲ့ yes ဆိုတော့ဒီဒိုသမီး10ယောက်နဲ့ပတ်သက်လာပြီဆိုရင်ကျွန်တော် English စမ်းစမ်းမှာကျွန်တော်ပြန်မှလဲလာတဲ့အခါမှာဘာကိုမြင်တွေ့ရလဲဆိုတော့အပြုကညာတော့ခေါ်တယ်အပြုကညာ virgin but 10 virgin အပြုကညာ10ယောက်နဲ့ပတ်သက်ပြီးမှကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်အချိန်လေးတင်မဆွဲဖို့ရှိအဲ့ဒီချမ်းချက်ကိုအရင်ဖတ်လိုက်မယ်ပြီးတော့အဲ့ဒါကိုရှင်းပြပြပါဟုတ်ကဲ့မာတေအခန်းကြီး25ဟုတ်ကဲ့အခန်းကြီး1ကနေပြီးဖတ်တော့မယ်ပေါ့နော်ဟုတ်ကဲ့ရှင်မတေအခန်းကြီး25အခန်းငယ်1ထိုကာလ၌ကောင်းကင်နိုင်ငံတော်သည်မိမိတို့မိခွက်များကိုယူဆောင်လျက်တတိုးသားကိုကြိုးဆိုရန်ထွက်သွားသည့်အပြူကညာ10ယောက်နဲ့ဒီမှာဒူလိမ့်မည်အဲ့ဒါဘာချမ်းလဲမြန်မာစာမီကျမ်းမြန်မာစာမီကျမ်းပေါ့အဲ့ဒါကနည်းနည်းဟိုပါပုံမှန်ရှင်းတယ်ပေါ့နော်ဟုတ်ကဲ့အပြိုကညာ10ယောက်သူတို့သားကိုကြိုဖို့ရတဲ့သူတို့ထွက်သွားရကျွန်တော်မြင်တွေ့ရတာဖြစ်တယ်ဟုတ်ကဲ့ဆိုဆက်ဖတ်လိုက်မရှိရတာထိုသူတို့ထဲမှာ9ယောက်ဒီမိုက်မဲတော်သူဖြစ်ကြပြီ9ယောက်ဒီပညာတတိရှိတော်သူဖြစ်ကြ၏ဖတ်မယ်ဟိုဆက်တော့ဖတ်လိုက်မယ်ခါလေအားလုံးဟုတ်ကဲ့အဲ့ဒီမိုက်မဲတော်သူတို့ဒီမိမိတို့ရဲ့မိခွက်ကိုယူသွားကြတော့လေမိမိတို့နဲ့အတူစီကိုမယူသွားကြပညာတတိရှိသောသူတို့မူကားမိမိတို့မိခွက်နဲ့အတူစီကိုဘိုးထဲ၌ယူသွားကြ၏တတိုးသားတွေကြံ့ကြာနေသောကြောင့်သူတို့အားလုံးလေငိုက်မိ၍အိပ်ပျော်ကြ၏ညတကောင်၌ကြည့်ရှုလောတတိုးသားရောက်လာပြီးသူ့ကိုကြိုဆိုရန်ထွက်ခဲ့ကြလောဟုသောအော်ဟစ်တန်ထွက်ပေါ်လာရာအပြိုကညာအားလုံးတို့သည်ထား၍မိမိတို့မိခွက်များကိုပြင်ဆင်ကြ၏ထိုအခါမိုက်မဲသောသူတို့ကငါတို့မိခွက်များမိငင်းတော်မူဖြစ်၍တင်တို့၏စီအချို့ကိုငါတို့အားပေးကြပါဟုပညာတတိရှိသောသူတို့ကိုပြောကြ၏တို့တော့ပညာတတိရှိသောသူတို့ကထိုတို့ပြုလင်တင်တို့နှင့်ငါတို့အတွက်လုံလောက်မည်မဟုတ်ပါစီရောင်းသောသူထံတို့သာတွား၍မိမိတို့အတွက်ဝယ်ယူကြပါဟုပြန်ပြောကြ၏သူတို့တွား၍ဝေနေကြစဉ်တို့သားရောက်လာသဖြင့်အသင့်ရှိနေသောသူတို့သည်တတိုးသားနှင့်အတူမင်္ဂလာဆောင်ပွဲတို့ဝင်ကြ၏ထိုအခါတကားကိုပိတ်ကြ၏ထိုနောက်အခြားသောအပြုကညာတို့သည်လည်းရောက်လာ၍အရှင်ကျမတို့အားတကားဖွင့်ပေးပါဟုဆိုကြ၏တို့တော်လည်းတတိုးသားကတင်တို့အားငါအမှန်ဆိုမည်တင်တို့ကိုငါမသိဟုပြန်ပြောလေ၏တို့ဖြစ်၍တတိနှင့်စောင့်နေကြလောအကြောင်းမူကားထိုနေ့ရက်နှင့်ထိုအချိန်နာရီကိုတင်တို့မသိကြအာမင် yes amen ဆိုတော့ကျွန်တော်တို့ကဒီချမ်းစာကိုဖတ်လိုက်တဲ့အခါမှာပေါ့နော်ဟုတ်ကဲ့ဒီချမ်းစာဟာချီဆောင်ရှင်းတဲ့ပတ်သက်တဲ့အရာလည်းဖြစ်တယ် yes ဆိုတော့ကျွန်တော်ဒီချမ်းစာကိုဖတ်တဲ့အခါမှာယုံကြည်သူအများကဘာဖြစ်လဲချမ်းခဲ့မှာဝါချမ်းခဲ့မှာအဲ့ဒါကျွန်တော်တီးထားဖို့ရည်ရှိတာဖြစ်တယ်ဆိုတော့ဒီချမ်းစာကိုကျွန်တော်ဖတ်တဲ့အခါမှာပေါ့နော်ယေရှုကဒီနိုင်ငံတော်နဲ့ပတ်သက်လာသူကအတိတ်ကဘာပြောတဲ့အရာကိုကျွန်တော်ကတိတ်တိတ်ရှာရှာတီးဖို့အရေးကြီးတာဖြစ်ပါတယ်ဆိုတော့ဒီညဒီမှာရှိတဲ့ဆရာတို့ဟုတ်ကဲ့ line ပေါ်မှာကြီးစုမဲ့လူတွေအရောက်စီတိုင်းပဲဒီညနေပြီနော်ဖျားသခင်တင်းတို့ကိုနားလည်နိုင်မဲ့ဒီဉာဏ်ပညာဒီဉာဏ်မျက်စိတွေဖွင့်ပေးပါဆိုယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးပါတယ်အာမင်ဖွင့်ပြချက်တို့တည်နိုင်တဲ့အဲ့ဒီဝိညာဉ်ဟာတင်းတို့နဲ့အတူရှိပါစေတည်ပါစေအာမင်အာမင်အဲ့ဒါရန်ရေးကြည့်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခဏမှာအဲ့ဒီ chance ကိုဆရာဖတ်လိုက်တဲ့အခါမှာအမှဟုတ်ကဲ့အပြူကညာ virgin လို့ခေါ်တယ်10ယောက်ကိုတွေ့ရတာဖြစ်တယ်10ယောက်ဆိုတော့10ယောက်ထဲမှာ9ယောက်ကျွန်တော်မတွေ့ရဘူးလားတွေ့ရပါဆိုတော့ကျွန်တော် chance ကိုလေ့လာတဲ့အခါမှာနံပါတ်အဲ့မှာ9ယောက်ဆိုတဲ့9ယောက်ကဘာဖြစ်လဲမြေခွက်နဲ့စီပါတယ် yes 9ယောက်ကမြေခွက်ပဲပါတယ်စီမပါဘူးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘာကိုမြင်တွေ့ရလဲအရာကအဲ့ဒီ chance ကိုလေ့လာတဲ့အခါမှာငါဆိုတဲ့အတိတ်ပဲကျွန်တော်တို့တည်ထားဖို့ငါဆိုတဲ့အတိတ်ပဲက
ကျေးဇူးတော်ဖြစ်တယ် ကျေးဇူးတော် grace Grace number ဖြစ်တယ်ဆိုတော့30ကပါပြီလေပြီးဆုံးခြင်းဖြစ်တယ် ပြီးဆုံးခြင်း အဲ့တော့ကျွန်တော်တို့ကဒီအဲ့ဒီ number ရဲ့အတိတ်ပဲလေးရှိတယ် ဆိုတော့ကျေးဇူးနော်ကျေးဇူးနဲ့ပြီးဆုံးခြင်း ပြီးဆုံးခြင်း ငါဆိုတာကကျေးဇူး ကျေးဇူး 30ဆိုတာပြီးဆုံးခြင်းကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ် hallelujah praise the lord Roja Lifra Akradiska ဆိုတော့ကျွန်တော်တို့ကဒီချမ်းစာကိုဖတ်တဲ့အခါမှာအဖြူကညာဆိုမှကျွန်တော်တို့ဘာဖြစ်လဲချမ်းစာကိုထဲမှာမြင်တွေ့တဲ့အခါမှာ yes အဖြူကညာဆိုတာကရှင်းရှင်းလေးပြောအပြစ်မရှိဘူး အပြစ်မရှိဘူး ကင်းလို့တယ် ဟုတ်ကဲ့ နော်လုံးဝဒီညင်ညွတ်တဲ့အရာလားအတန်ရှင်းတဲ့အရာနဲ့လုံးဝဘာဖြစ်လဲကင်းလို့တဲ့သူကအဖြူကညာလို့ခေါ်တာဖြစ်ပါတယ် ဟုတ်ကဲ့ ဆိုတော့ကျွန်တော်တို့ကဒီထဲမှာအဲ့ဒီအပြစ်ညာ10ယောက်နဲ့ပတ်သက်လာပြီဆိုရင်အဲ့ဒီအရာကနော်မယုံကြည်သူဒီကိုပြောတာလည်းမဟုတ်ဘူး yes ဆိုဒီအရာကယုံကြည်သူဒီကိုပဲပြောတဲ့နောက်ကပတ်တော့ပဲဖြစ်ပါဆိုတော့အပြစ်ညာဆိုတာကလုံးဝအပြစ်ကနေပြီးဘာဖြစ်လဲကင်းလို့တဲ့ ကင်းလို့တဲ့ နော်ညင်ညွတ်ချင်းလုံးဝမရှိဘူးနော် no defy ဘော English ကလည်းဆို yes ဆိုတော့အဲကြောင့်ကျွန်တော်တို့ကအဲ့ဒီနောက်ကဘတ်တွေလဲလာတဲ့အခါမှာဘာကိုအတိတ်ကကျွန်တော်သိရမယ့်အရာကယုံကြည်သူအဖွဲနှစ်ဖွဲကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ် နှစ်ပွဲ ဆိုတော့နှစ်ဖွဲစလုံးကပြောလို့ဆိုရင်တကယ်ဖျားတကယ်နောက်ကဘတ်တို့နဲ့တွားတဲ့အဖွဲတွေပဲဖြစ်တယ် နောက်ကဘတ်တို့ဆိုတော့ကျွန်တော်အဲ့ဒါကြီးရှင်းပြလိုက်မယ်နောက်ကဘတ်တို့ကိုအရန်ကိုတည်တဲ့သူတွေဖြစ်တယ်သူတို့ကအတိတ်မွေးဖွားခံတော့သူဒီကေတင်ရှင်ရတော့သူဒီပဲဖြစ်ပါတယ်ဟိုကေတင်ရှင်မရတော့သူဒီမဟုတ်ဘူးအဲ့ဒါကျွန်တော်တည်ထားဖို့ရေးကြည့်တာဖြစ်တယ်ဘာကြောင့်လဲအပြူကင်းညာဆိုမှပြောလိုက်တဲ့အခါမှာအပြစ်နဲ့ကင်းလို့တဲ့ ကင်းလို့တဲ့သူ အဲ့ဒီတခုကျွန်တော်လုံးဝတည်ထားဖို့ရေးကြည့်တာဖြစ်ပါတယ် yes hallelujah praise the lord အားလုံးပေါက်ကြပြီနော် ပေါက်ပါတယ်ဟုတ်ကဲ့ ဆိုတော့အဲ့ဒီထဲမှာပညာတည်တော့အပြူကင်းညာ9ယောက်ကဘာဖြစ်လဲစီကို yes ဖြီးထားတယ် ဖြီးထားတဲ့စီကို စီကိုအပူလဲဘာဖြစ်လဲ ယူထားတယ် ဆောင်းထားတယ် yes အပူဆောင်းထားတယ်ကျွန်တော်မင်းရဘူးလားကြားစားတယ် မြင်ရတယ်ဟုတ် ဆိုတော့ now ဟို9ယောက်ကဘာဖြစ်လဲမိုက်တော့ foolish ပေါ့ နေစကန် foolish အယူပေါ့တော့ဒါမဲ့ကျွန်တော်မိုက်တော့ဟာပဲပြောလိုက်မယ်မိုက်တော့9ယောက်ကဘာဖြစ်လဲစီကိုမဆောင်းထားဘူး yes မိခွဲဘာဖြစ်လဲမိခွဲပဲဆောင်းထားတယ်စီဆောင်းထားတယ်ကျွန်တော်မြင်တွေ့ရလားမမြင်တွေ့ရဘူးဖြစ်တယ် yes ဆိုတော့ကျွန်တော်တည်ထားဖို့ကဒီဟာကဟိုလောကမှာအခုဖြစ်ရှိနေတဲ့လူတွေမပြောဘူးနော်အတိတ်ကလုံးဝ born again အတိတ်မွေးဖွားခြင်းကတည်းကရတဲ့ယုံကြည်သူအဖွဲ့နှစ်ဖွဲ့ကိုပြောတာဖြစ်ပါတယ် yes hallelujah praise the lord ကီလာအင်္ဂါထာလျာဆိုတော့ကျွန်တော်တို့တခုတည်ထားဖို့ကသူတို့ကိုမိခွက်ပေးတဲ့သူကတတော်တာမဟုတ်အဲ့ဒီစီကိုပေးတာလဲဘယ်သူလဲတတော်တာဟုတ်လားမဟုတ်ဘူးဆိုတော့ဒီစီနဲ့မိခွက်ကတတော်တာမပေးဘူးဘာကြောင့်လဲသူတို့ကအဲ့ဒီတတော်တာရဲ့မင်္ဂလာဆောင်ပွဲမှာတွားဖို့ပဲပင်းစင်နေတာ ပြင်ဆင်နေတာ ပင်းစင်နေတဲ့ဆိုတာကတတော်တာကတညမှာရှိမှာပေါ့ဆိုတော့အဲ့ဒီမိခွက်နဲ့အဲ့ဒီစီကိုပေးတာကတတော်တာမဟုတ်ဘူး တို့တာမ ကျွန်တော်တို့အဲ့ဒါတည်ထားဖို့ရေးကြည့်တာဖြစ်ပါတယ်အားလုံးတော့ပေါ့ရှာပြီလား ပေါက်ပါတယ် yes ဆိုတော့ကျွန်တော်တည်ထားဖို့ကအဲ့ဒီမိခွက်နဲ့စီကိုပေးတဲ့သူကတရားရောက်တော့ဖြစ်မှာပါ yes ဆိုတော့အဲ့ဒီတယောက်ကမတူလဲဆိုတဲ့အရာအဲ့ဒါကျွန်တော်တည်ထားဖို့ရေးကြည့်တယ် ဘာလို့လဲ yes လင်ဒါကာဘာရိုစာတာဆိုတော့ကျွန်တော်တို့ကဒီချမ်းစာကိုဖတ်လိုက်တဲ့အခါမှာပေါ့နော်ဘာဖြစ်လဲဒီတိုင်းပဲဖတ်ပြီးမှကိုယ့်ရဲ့သဘောနဲ့ပဲဘာဖြစ်လဲလောကဘာတော့ခေါ်ကြတယ်ဆိုတော့ကျွန်တော်ကကိုယ့်ရဲ့သဘောနဲ့မခေါ်ဘူးဝင်းတော့ဖျားဖော်ပြတဲ့ဖွင့်ပြချက်တိုင်းတွားရမှာဖြစ်ပါတယ်amen အ amen င်္ဂါထာလျာဆိုတော့အဲ့ဒီမိခွိုက်နဲ့စီကိုပေးတဲ့သူကတတော်တာမဟုတ် တို့တာမဟုတ် yes ကျွန်တော်ပြန်ပြတတော်တာမဟုတ်သူကနောက်တစ်ယောက်ပြတယောက်အပေးကိုပေးရမှာသူ တယောက်ယောက် နော်အဲ့ဒါကျွန်တော်အဲ့ဒီဟာရှင်းဖို့ရေးကြည့်တာဖြစ်တယ် ဆိုတော့ကျွန်တော်တို့ချမ်းစာကိုပြန်မလဲလာတဲ့အခါမှာချမ်းစာထဲမှာဖျားတယ်ကအတင်းတော်ထဲမှာခေါင်းငါခေါင်းပေါ့နော်ဘာဖြစ်လဲတမန်တော် prophet နော်ဒီဆီယာအင်္ဂလိပ်ဒီဒီရနဲ့ပတ်သက်မှာငါအတင်းတော်ထဲမှာခေါင်းငါခေါင်းရှိတယ် yes ဆိုတော့ဘာကြောင့်ဒီခေါင်းငါခေါင်းထားတဲ့အရာကအတင်းတော်ကိုတည်ဆောက်ဖို့ for the perfections of the church the sense ပေါ့ English ချမ်းစာမှာကျွန်တော်တို့လဲလာတဲ့အခါမှာ perfection ဆိုတာဘာလဲဆိုအတင်းတော်ထဲမှာပြီးဆုံးဖို့လဲနော်တိဆောက်ဖို့ပဲ တိဆောက်ဖို့ yes အားလုံးပေါက်ကြပြီနော် ပေါက်ပါတယ်ဟုတ်
ဆိုတော့ကျွန်တော်တည်ထားဖို့ကယုံကြည်သူတွေကျွန်တော်တို့အားလုံးကြတော့ထားပါတော့လူဒီအားလုံးကအပြစ်ရှိတယ်မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကသခင်ယေရှုခရစ်တော်အားဖြင့်ပါပဲအပြစ်ကနေပြီးလွတ်မြောက်တော့သူတွေဖြစ်တယ် လွတ်မြောက်တော့သူဖြစ်တယ် ယေရှုလည်းပြောလို့ဆိုကျွန်တော်တို့ကိုပြောလို့ဆိုအပြစ်ကနေပြီးကယ်တင်ဖို့သူဒီမှာလာတယ်ဆိုတော့ဒီအပြစ်ကကျွန်တော်တို့လွတ်မြောက်သွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကအပြူကညာလာအပြူကညာဖြစ်သွားတကယ်ဆိုကျွန်တော်အပြစ်ကိုယူဆောင်သွားတာပြီးတယ်ယူဆောင်သွားဆိုတော့အပြစ်ယူဆောင်သွားပြီးကျွန်တော်တို့ကဘာဖြစ်လဲတန်ရှင်းသွားတော့ဘာကြောင့်ကြားစားတဲ့မှာဘာပြောလဲဒီဖျားလက်ခံရမယ်လို့ဒီကဘယ်တော့မှဒီညဉ့်ညွန့်ချင်းဒီမရှိစေရနော် defy ပေါ့နော်ညဉ့်ချင်းဒီဘာမှမရှိစေရဘာမှကျွန်တော်တို့ကအနာဒီဘာဒီမရှိစေရဖျားယေရှုတာအဲယေရှုကကျွန်တော်ရဲ့အပြစ်ဒီဘာမှကျွန်တော်ရဲ့ဒီခန္ဓာကိုယ်ပြောစရာမရှိအောင်သူဘာဖြစ်လဲကျွန်တော်တို့ကဲတင်သွားတယ်သူရလည်းကျွန်တော်ခန္ဓာကိုဆေးကြောပေးတယ် yes အဲ့ဒီနောက်ပိုင်းကျွန်တော်အပြုတ်ကြီးညာစစ်ဖြစ်သွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကတည်ထားဖို့ကအပြုတ်ကြီးညာဆိုတော့အဖြစ်ကနေပြီးလုံးဝကင်းလို့သွားတယ်လုံးဝကင်းလို့သွားတယ်အားလုံးပေါ်ကြပြီနော်ဟုတ်ကဲ့ပေါင်းပါတယ် ဟာလေလုယာဆိုတော့ဒီအပြုတ်ကြီးညာတွေကသူတို့ရဲ့အလုပ်အကြောင်းမဟုတ်ဘဲနဲ့ဘု து အကြောင်းလဲသခင်ယေရှုနော်သခင်အကြောင်းဖြစ်ပါတယ်ဟာလေလုယာ praise the lord ဆိုတော့ကျွန်တော်ဘာကြောင့်ကျွန်တော်ဒီပြောရရင်လောကမှာအဖြစ်မရှိလို့ထဲမှာမရှိဘူးဟုတ်ပါအဲ့တော့ခဏရဲ့အဲ့ဒီအပြုတ်ကြီးညာရှေ့ရောက်ကြတော့ယုံကြည်သူဒီဘုပဲပုံဆောင်တာနှစ်ဖွဲ့ပေါ့နှစ်ဖွဲ့ကျွန်တော်ပြောပြတဲ့ရနှစ်ဖွဲ့ပဲပုံဆောင်တာဖြစ်ပါတယ်ဟာလေလုယာ praise ဆိုတော့ကျွန်တော်ချမ်းစာကိုလဲလာတဲ့အခါမှာသူတို့ကဒုသားနဲ့သူ့ကိုပြင်ဆင်တဲ့အခါမှာနှစ်ဖွဲ့စလုံးပါဖြစ်လေသူတို့ကအင်ငိုက်တယ်နှစ်ဖွဲ့စလုံးကအင်ငိုက်ပြီးမှရှိရှိပဲနှစ်ဖွဲ့စလုံးအင်ငိုက်မှလင်းနေတယ်ထားတဲ့အဖွဲမရှိဘူးဟိုးစီပါတဲ့အဖွဲလေးပါဖြစ်လိုက်အင်ငိုက်တယ်ခဏမှချမ်းစာအင်ငိုက်တယ်ဒါပေမဲ့တို့ပတလာပြီဆိုမှတည်င်းချလိုက်တာနဲ့ပါဖြစ်လဲ yes မထားလာဘူးလားအားလုံးခါလဲထားလာတယ် yes ဆိုတော့ဒီထဲမှာထားလာတဲ့အခါမှာဘာဖြစ်လဲကျွန်တော်တည်ထားဖို့ကဒီနှုတ်ဘတ်တော်ဖတ်တဲ့အခါမှာအားလုံးတည်ထားဖို့ယုံကြည်သူအများကဘာဖြစ်လဲအင်ငိုက်မှာနော်ဆိုတော့ယုံကြည်သူအများကအင်ငိုက်မှာမကအများကြီးကကြံခဲ့မှာဖြစ်ပါတယ်အများရဲ့ဆိုတော့ကျွန်တော်ဒီညယုံကြည်သူတွေနော်ဒီ live ပေါ်မှာကြည့်ရှုလူတွေနဲ့ဒီမှာ share လုပ်လို့ကျွန်တော်အတိတ်ကပြောပြချင်တယ်မကြံခဲ့ဖို့အရေးကြီးတယ်မကြံခဲ့ဖို့ကကျွန်တော်တို့ကဘာဖြစ်လဲဆိုကျွန်တော်နှုတ်ဘတ်တော်ဖွင့်ပြချက်ကိုတည်ဖို့အရေးကြီးတယ်ဖြစ်တယ်ခြေဆောင်ရှင်းမှာမချန်ခဲ့ရှင်ဒီနှုတ်ကပတ်တော်အစအဆုံးကောင်းကောင်းမတည်တည်ရှာနားထောင်ကြယေရှုနာမနဲ့ရောက်စီတဲ့ကိုဆုတောင်းကောင်းချီးပေးပါတယ်အမင်တဖွင့်ပါဆိုတော့ပဲဆုတောင်းပေးပါတယ်ဟာလေလုယာအားလုံးပေါ်ကြပြီလားပေါ့ပါတယ်ဆိုတော့ကျွန်တော်တည်ထားဖို့ကဒီနောက်ဆုံးတော့ကာလအထက်မှာယုံကြည်သူတွေအများကအေးသွားမှာအေးသွားမှာအင်္ဂိုက်မှာဆိုတာအေးသွားမှာဒါချမ်းသာတယ်မရှိရှင်နေ yes ကျွန်တော်မြင်တွေ့ရတာပေါ့နော်ဆိုတော့ကျွန်တော်တည်ထားဖို့ကစီရှိတဲ့သူဒီပဲပါပြလဲထားမှာအားလုံးပေါ်ကြပြီနော်ပေါ့ပါတယ်ဟုတ်ဆိုတော့အဲ့ဒီစီကဘာလဲတိလားကျွန်တော်အဲ့ဒီစီကဘာလဲဆိုမှကျွန်တော်တို့မေးတဲ့အခါမှာဒီနေ့ကျွန်တော်တို့ဒီအာရှပိုင်းမှာမြန်မာပြည်မှာအများခေါ်တာကစီကဘက်တစ်စီဝင်းတော့ပုံဆောင်တယ်ဆိုမှကျွန်တော်ခေါ်ချတာဖြစ်တယ်မဟုတ်ဘူးဆိုတော့အဲ့ဒီရလေရှင်းပြပေးလို့ရှိရင်ဆိုတော့ကျွန်တော်ဒီတာဘုကစီကပါလေဘက်တစ်စီမဟုတ်ဘူးအဲ့ဒီကကျွန်တော်ဒီတာဘု yes ဆိုတော့အများကပါပဲဘက်တစ်စီတဲ့လူတွေကဘက်တစ်စီနဲ့ခြံခဲမှာချီဆောင်ရှိဆိုတာဒီထဲမှာအပြူကင်ညာတွေပဲအပြူကင်ညာဒီကအလုံးဘောနဲ့ကျန်တွေပဲအတိမွေးဖွားခံတော့သူတွေပဲတကယ်သူတို့အားလုံးကပါပဲလားနှုတ်ကပတ်တော်နဲ့တွားတဲ့သူတွေပဲဖြစ်နေအဲ့ဒါကျွန်တော်တည်ထားဖို့ရည်ကြည်တယ်ပြပါတယ်အဲ့တော့ကျွန်တော်ကချမ်းစာကိုလဲလာတဲ့အခါမှာတုတ်တန်ချမ်းတယ်မှာတော့ဘာပြောထားတယ်ဒီလားတုတ်တန်ချမ်းတယ်မှာဒီyes ဘာဖြစ်လဲဆိုလူရဲ့ဝိညာဉ်ကဘာဖြစ်လဲဖျားသခင်ရဲ့ဘာဖြစ်လဲ yes လူရဲ့စိတ်ဝိညာဉ်တွေတုတ်တန်ဟိုက20ဟုတ်ကဲ့အဲ့ဒီမှာဖတ်ကြည့်တုတ်တန်20လူဤစိတ်ဝိညာဉ်တွေကိုအတွင်း၌ရှိသမျှတို့ကိုစစ်စေတော်ထောင်ရဖျားဤမိခွက်ဖြစ်၏ထာဝရဖျားပါပြီလေမိခွက်ဖြစ်တယ် yes ဆိုတော့ကျွန်တော်ခဏမှာအဲ့ဒီမှာကျွန်တော်တို့တည်ထားဖို့ကမိခွက်ကပါပြီလေတင်းရဲ့ဝိညာဉ်ဖြစ်တယ်ဝါအဲ့ဒီမိခွက်ကဘာကိုပုံဆောင်လဲမိခွက်ကိုပုံဆောင်ဝိညာဉ်ကိုပုံဆောင်တယ်ဖြစ်တယ် yes ကိုယ့်ရဲ့ဝိညာဉ်
ဒီထဲမှာကဘာပဲလူရဲ့အတွင်းဝင်နေကဘာပဲသာဝရဖျားရဲ့မြေခွက်ဖြစ် နိခွဲဖြစ်တယ် ရှင်းသွားပြီနော်ကျမ်းစာ yes ရှင်းပါပြီဟုတ် ဟာလေလုယာ praise the lord ဆိုတော့ကျွန်တော်တို့ကတည်ထားဖို့ကကျွန်တော်တို့ရဲ့ winning ကိုလောင်စေတဲ့အရာတောက်စေတဲ့အရာကဘာလဲအဲ့ဒါတည်ဖို့အရေးကြီးတယ်ဖြစ်တယ်ကျွန်တော်တောက်စေတဲ့အရာကကျွန်တော်တည်ထားဖို့က big ချင်းမဟုတ်ဘူး expectation မို့ big ချင်း anointing ကဘာလဲတည်လား anointing ဆိုတဲ့ addict က set apart ဆိုတော့က big ချင်းဆိုတာခွဲချင်းဖြစ်တယ်ရှင် yes expectation နော် ဆိုခွဲချ အဲ့ဒါကျွန်တော်တည်ထားဖို့ခွဲချင်း set apart yes big ချင်းကလူကိုမလောင်စေဘူးမလောင်ခိုင်းဘူးကျွန်တော်တင်တာ betting နဲ့ပြီးွားရမယ် betting ကကျွန်တော်တောက်လို့စေ betting ချင်းကကျွန်တော်မတောက်လိမ့်လောင်စေမှုဖြစ်တယ် yes ဆိုတော့ကျွန်တော်ကိုလောင်စေတဲ့အရာကဘာဖြစ်လဲစီဖြစ်တယ် see စီဖြစ်တယ်ဒါပေမဲ့အဲ့ဒီအခုဒီကစီက betting မဟုတ်ဘူးရှင်းတော့ပြီလားမသိဘူး ရှင်းပါပြီဟုတ်ကဲ့ hallelujah praise the lord အဓိကကျတော့ကျွန်တော်တို့ရဲ့ဘဝကိုအမြဲတမ်းတောက်လောင်စေတဲ့အရာကစီဖြစ်တယ် see အဲ့ဒီမြင့်ခွဲထဲမှာစီမရှိဘူးဆိုအဲ့ဒီမြင့်ခွဲကလောင်လို့ရတယ်လောင်ဖို့မပြောတဲ့အလင်းတောင်မှထွက်လို့မရဘူးဖြစ်တယ်အဲ့ဒါကျွန်တော်တည်ထားဖို့အရေးကြီးတယ်ဖြစ်တယ် yes hallelujah praise the lord ဆိုတော့ကျွန်တော်အားလုံးပြပြချင်တာပေါ့ဒီခုနရဲ့အဲ့ဒီအပြုကညာ အပြုကညာ yes ဟိုမိုက်တုံ9ယောက်နဲ့ပတ်သက်မှာကျွန်တော်ဒီကပြပြချင်အဲ့ဒီလူရဲ့အသက်တာကဘယ်လိုလဲဆိုတော့ကျွန်တော်တည်ထားဖို့သူတို့ကမြေခွက်ကိုပိုင်တာဖြစ်တယ်နော်ဘာကိုပိုင်တယ်လဲဆို မိခွက် မြေခွက်ကိုပိုင်တယ်သူကဆိုတော့အဲ့ဒီမြေခွက်ရဲ့ပိုင်ခြင်းရဲ့အတစ်ပယ်ကဆိုတော့သူတို့ကငါဟာယေရှုအားဖြင့်ဟာအတိမွေးဖားတော့သူဖြစ်တယ်အတိတတဝဖြစ်တယ်ဆိုအရာကိုပြောတယ်အရာကိုပြောတယ်နှုတ်ဘတ်ကိုဘာဖြစ်လဲအရာကိုဆန်ရတယ်နှုတ်ဘတ်နဲ့ဆန်ရမှာအရာကိုပြောမှာငါယေရှုအားဖြင့်အောင်မြင်တော့သူဖြစ်တယ်ငါယေရှုအားဖြင့်လွတ်မြောက်ပြီဘာမှကြောက်ရမလို့တော့ဘူးယေရှုရအားလုံးပြီးဆုံးပြီဆိုမှအရာကိုပြောနေတဲ့အဖွဲဖြစ်တယ်အဲ့ဒီယုံကြည်သူတွေဖြစ်တယ် yes ဘာကြောင့်မြေခွက်ပိုင်နေတဲ့အရာကိုအရာပြောနေတယ်ဆိုတော့အတိမွေးဖွားခြင်းခံပြငါအတိမွေးဖွားခြင်းခံပြရပြီငါရှယ်ပဲငါဘယ်တော့မှဘာဖြစ်လဲမလေးကြတော့ဘူးဟုတ်တယ်လေးချမှာမဟုတ်ဘူးဆရာကျွန်တော်တည်ထားဖို့ကချီဆောင်ရှင်းဆိုတာကအတိမွေးဖွားခြင်းနဲ့ကယ်တင်ခြင်းနဲ့မဆိုင်ဘူးနော်ခမရအတိမွေးဖွားခြင်းခံရပါစေနော်ခမရဘလောက်ပဲပြောမစွန်းကယ်တင်ခြင်းရတဲ့သူတယောက်ဖြစ်ပါစေနောက်ကပတ်တော့အမေနဲ့တွားတဲ့သူတယောက်ပဲဖြစ်ပါစေနော်ချီဆောင်ရှင်းဆိုတာကနောက်ကပတ်တော့နဲ့တွားပြီးမှအတိမွေးဖွားခြင်းကမှကယ်တင်ခြင်းရပြီးမှတွားတာမဟုတ်ဘူး yes အများချင်ခဲ့မှာ wow အဲ့ဒီဖွင့်ပြချက်ပြောပြပြီးတော့မလား yes ပြောပြ ကျွန်တော်အများရဲ့ပြဿနာကဘာဖြစ်လို့ဆိုကိုကယ်တင်ခြင်းရပြီနော်ကိုရဲ့အတက်တာနေညဖြန်တော့ကပတ်တော့နဲ့တွားရင်ရပြီဆိုမှရမ်းပြောနေတယ်ပြတာနဲ့ပြချင်းနဲ့ပြောဆိုကျွန်တော် character ပေါ်အချင်းကိုပြလိုက်ချင်းကကျွန်တော်တို့ကဘာဖြစ်လဲဆိုချီဆောင်ချင်းတွားမယ်ဆိုမှကျွန်တော်ထင်နေကြတယ်ဆိုတော့အဲ့ဒီရကဟိုမိုက်တော့ဘာဖြစ်လဲအပြုကညာ9ယောက်နဲ့တူတယ်ဖြစ်တယ် ပြောကညာ9ယောက် အားလုံးတော့ပေါ်လာ ပေါ့ပါ အာခါဘာရက်ခါတာရီအန်တလာခါဘာရူဇာဆိုတော့ကျွန်တော်တည်ထားဖို့က yes အဲ့ဒီမြေခွက်ရဲ့အဒိတ်တွေကဘာတွေ့လဲမြေခွက်ရဲ့အဒိတ်တွေကလင်းဖို့လောင်ဖို့နွေးဖို့ဖြစ်တယ်ဒါပေမဲ့ယုံကြည်တဲ့ပက်တနာကဖြစ်အဲ့ဒီမြေခွက်ကိုပိုင်ပြီးမှမလင်းခိုင်းတာမတောက်ခိုင်းတာမနွေးထွေးခိုင်းတာပက်တနာအဲ့ဒါ ဟုတ်ပါတယ် ဆိုတော့ကျွန်တော်ကနွေးထွေးဖို့တောက်ဖို့မီးလောင်ဖို့ကဒီတိုင်းနဲ့ဗဇက်နဲ့မရဘူး ပါဇာနေမရ နှုတ်ပတ်တော်နဲ့လည်းမရဘူး နှုတ်ပတ်တော်နဲ့လည်း ကျွန်တော်ခဏချင်းရှင်းပြပေးမယ်အဲ့ဒီရတယ်ဆိုတော့အတိကစီလိုအပ်တာဖြစ်တယ်ဆိုတော့အဲ့ဒီစီကဘယ်သူလဲကျွန်တော်ဒီညပြောတော့ဆိုစီဆိုတာကဆရာ ဟုတ်ကဲ့ ပက်တိချင်းမဟုတ်ဘူး ပိတ်တိတ်ချင်းမို့ ဆိုတော့ခဏပြောဆိုဒိုးသားလည်းမပေးဘူးမိခွေနဲ့စီကူကြတော့ဘယ်သူတမ်းပေးဘူးဆိုတော့သူတို့ကဘာဖြစ်လဲသူတို့ပေးတဲ့လူရှိဘူးရှိတယ်တခြားတော့လူဖြစ်တယ် yes အများရဲ့ပြဿနာကဘာဖြစ်လဲဆိုတော့အများရဲ့ပြဿနာဘာဖြစ်လဲအဲ့ဒီမိခွေကိုပဲပိုင်တယ်မလောင်ဘူးဖြစ်တယ် yes ဟုတ်ပါ burning ဘောအင်းဆိုမလောင်ဘူးဖြစ်တယ်ဆိုတော့pasတာဒီဘောနော်တင်းထောက်ဒီဆရာဆရာမတွေအများရဲ့ပြဿနာ yes ဟုတ်ပါ
ကျွန်တော်ကကောင်းကောင်းမွန်မွန်နေရမယ်မပြောဘူးလားရှင် မပြောပါ ယေရှုကိုယုံကြည်ရင်ဘုရားမကြိုက်တဲ့ရမလုပ်ရဘူးကောင်းကောင်းမွန်နေမှာကိုယ့်ရဲ့ဗာလေအချင်းတွေလည်းကောင်းကောင်းမပြုပြင်ရမယ် ဟုတ် တရား ပါတ ကျ ယ် င်ရချ ဟုတ်ပါတယ်ဆရာဟုတ် အားလုံးပေါ်ပေါ်လာ ပေါ့ပါတယ် ဆိုတော့ကျွန်တော်အားလုံးပြပြချင်းတယ်စီကိုကြတော့ဘာဖြစ်လဲမရှာဘဲနဲ့ ရှိစီ မိခွဲကိုပဲပြင်ဆင်နေတဲ့အဖွဲဒီဖြစ်နေတာ နော်ယေရှုယုံကြည်ရင်ကျွန်တော်တို့ကကောင်းကောင်းမွန်နေရမယ်ဒါနော်တရားဒီနဲ့ပြောလိုက်တဲ့အခါမှာဘာဖြစ်လဲမိခွဲကိုကပြင်ဆင်နေတာမိခွဲကိုနေရစနေတိုင်းရှိရည်လုံးနေတာဒါပေမဲ့ရှိမရှိဘူး စီမရှိဘူး မိခွဲကိုပဲပြင်ဆင်မှရှိကိုမပြင်ဆင်ဘူး yes အဲ့ဒီအရာကျွန်တော်တည်ထားဖို့ရည်ကြီးတာဖြစ်ပါတယ်ဟာလေလုယာ praise the lord အားလုံးပေါ်ပေါ်လာ ပေါ့ပါတယ် အဓိကမိခွဲကျွန်တော်အယံကိုတန့်ရှင်းတယ်မိခွဲကအယံကိုတိုက်ရတယ်ဒါပေမဲ့တင်ပါလို့မလဲမိခွဲတစ်ခုနဲ့ပဲတင်ပါလို့မလဲဆိုတော့ထူးခြားတော့အရာတစ်ခုကြတော့ကျွန်တော်တည်ထားဖို့ဒါ yes အဲ့ဒီဒိုတာကလာတဲ့အခါမှာ yes သူတို့အားလုံးအဲ့ဒီဒိုတာလာပြီဆိုတဲ့အတန်ကြားတဲ့အခါမှာဘာဖြစ်လဲအဲ့ဒီအပြုပညာဆေးရောက်ကတခါလဲဘာဖြစ်လဲနူးလာတယ် နိုးလာတယ် နူးလာမှတခါသူတို့ထားတဲ့အခါမှာသူတို့ရဲ့ဘာဖြစ်လဲအဲ့ဒီမြေခွက်တွေကိုရင်းနေတဲ့အခါမှာအဲ့ဒီမိုက်တော့အဲ့ဒီအပြုပညာ9ယောက် 9ယောက် သူတို့ရဲ့စီကြတော့ကုန်သွားတယ် ကုန်သွားတယ် လင်းဖို့မရှိတော့တဲ့အခါ မရှိ မှာ ဘူး ဟိုဘာဖြစ်လဲဟိုပညာရှိတော့9ယောက် 9ယောက်က ပြန်လဲပြန်ဘာဖြစ်လဲငါတို့လည်းတောင်းတာပေါ့နော်ငါတို့လည်းပြန်လဲပြန်နည်းနည်းခွဲပေးပါဆိုတဲ့အခါမှာဘာဖြစ်လဲငါတို့တော့မလောက်ဘူး မလောက်ဘူး ဆိုတော့တင်းတို့ဟိုမှာတွားဝေကြပါဟိုင်း yes yes တင်းတို့ပြန်မှာဟိုမှာတွားဝေကြပါဆိုမှမပြောလိုက်ဘူးလား ပြောလိုက်ပါတယ် ပြောလိုက်တယ်အဖြစ်တယ်ဆိုတော့သူတို့ပြန်လဲပြီးမှဟိုဘာဖြစ်လဲတွားပြီးမှတွားဝေလိုက်တယ်ဒါပေမဲ့ဟို9ယောက်ကျတော့ဘာဖြစ်လဲတွားလိုက်တယ်မင်္ဂလာဆောင်ပွဲမှာတွားလိုက်ပြီဖြစ်တယ်ဒါပေမဲ့ဟို9ယောက်ကစီဝေဖို့ပြန်မှတွားနေတာဖြစ်ပါတယ် သွားနေတာ yes ဆိုတော့စီဆိုတာက စီဆိုတာ ရောင်းတဲ့သူမရှိဘူးလား yes yes ဟုတ်တယ်နော် အဲ့ဒါဘက်တိနဲ့မဆိုင်ဘူးကျွန်တော်ပြောတဲ့အရာဆိုတော့ရောင်းတဲ့သူရှိတယ်ဖြစ်တယ်ဆိုတော့စီဆိုတာအလကားရနိုင် မရနိုင် ကျွန်တော်ယုံကြည်သူရဲ့ပြဿနာအလကားရချင်တာပေါ့နော်ခင်ဗျားတို့အလကားရချင်တဲ့အားလုံးခြေဆောင်စီလုံးဝမသွားဘူးစက်တလို့ဆိုတာဘယ်တော့မှမသွားဘူး yeah praise the ဟာလေလုယာ amen ဆိုတော့ကျွန်တော်တို့တည်တာဖို့အများရဲ့ပြဿနာပေါ့နော်မိခွဲကပိုင်တယ်ဒါပေမဲ့စီ စီ မပိုင်ဘူးဖြစ်တယ်မိခွဲလည်းပြောမစကျွန်တော်တည်တာဖို့ကသူတို့တခုတည်တာဖို့ကမိခွဲနဲ့စီကသူတို့ယူတဲ့နေရာကဘာဖြစ်လဲတညာမဖြစ်ရမှာဆိုတော့မိခွဲရောင်းတဲ့သူကဘာပဲစီကိုလည်းသူပဲရောင်းတာဖြစ်ကျန်တဲ့လူမရောင်းဘူး yes ကျွန်တော်ပြန်ပြမယ်နော်မိခွဲရောင်းတဲ့သူကစီရောင်းတဲ့သူဟာသူပဲဖြစ်တယ် သူပဲဖြစ်တယ် မိခွဲလည်းစီရောင်းဟိုမျိုးနှစ်ခုစလုံးကိုသူပဲရောင်းတာဖြစ်တယ်ဆိုတော့သူတို့ကမိခွဲနဲ့ပဲကျင်နေတာဒီနေ့အရင်ကြည့်ခဏပဲကေတင်ရှင်းနဲ့အတိပွေးဖွားခြင်းနဲ့နောက်ကဘတ်တော့ငါတို့ကဖျားသားတွေဖြစ်တယ်အေးနောက်ကဘတ်တော့နဲ့များတွားလာရမှာအဲ့ဒါနဲ့ကျင်တာ yes ဒါပေမဲ့စီနဲ့ပတ်သက်မှသူဘောပေါက်ကြ ဟုတ်ပါတယ် ဆိုတော့ဒီည line ပေါ်မှာကြည့်ရှုလို့တဲ့အားလုံးဒီမှာရှာလို့ပေါ့အားလုံး ဟုတ်ကဲ့ ဒီစီနဲ့ပတ်သက်မှကျွန်တော်အဲ့ဒီအရာအထူးသဖြင့်အားလုံးပြောပြချင်တာဖြစ်တယ်ဒီစီနဲ့ပတ်သက်မှကျွန်တော်ကတည်ပြီဆိုရင်ကြည်ဆောင်စီနဲ့ပတ်သက်လာပြီဆိုလွယ်လွယ်လေးပဲဖြစ်တယ် yes hallelujah praise the lord အားလုံးပေါက်ကြပဲနော် ဟုတ်ပါတယ် ဆိုတော့ကျွန်တော်တို့ကစီရဖို့ကဘု து ရှာရလဲရောင်းတဲ့သူရှာရတာပေါ့ဆိုတော့အဲ့ဒီရောင်းတဲ့သူကဖျားသခင်လားမဟုတ်ဘူးလေတူတူတော့ဟိုမှာရှိနေတာလေရောင်းတဲ့သူကဘယ်သူလဲ ကြက်တော့ယေရှုကိုနော်ကြက်တိကငါ့ကိုဘက်တစ်ပေးပါကျွန်တော်ပြဘက်တစ်ချင်း set up ဘက်တစ်ချင်းဆိုတာ question နော် set up ဘာမှဟိုလိုမျိုးထူးထူးခြားခြားမဟုတ်ဘူးအဲ့တော့ပေါက်ကြပြီလား ပေါ့ပါတယ် ဆိုတော့
စီကိုရောင်းတဲ့သူကယေရှုမဟုတ်တခင်မဟုတ်တတော်တာမဟုတ်အဲ့ဒီကကျွန်တော်တည်ထားဖို့ကြီးတယ်။ तू ကရောင်းတဲ့သူကတတ်တတ်ရှိတာပဲ။တဘောပေါက်ကြပြီလား ဟုတ်ပါတယ် ။ဆိုတော့ဟိုထားပါတော့အဲ့ဒီပညာရှိတော့9ယောက်ကတခင်နဲ့တွားတွေ့။ဆိုတော့အဲ့ဒီ9ယောက်ပြန်နေမှာတွားပြီးမှအဲ့ဒီရောင်းတဲ့သူစီမှာဘာဖြစ်လဲ။တွားဝယ်ပြီးမှပြန်လာတဲ့အခါမှာဘာဖြစ်လဲ။နောက်ချသွားတယ်။တခင်ဆိုမှခေါ်တဲ့အခါမှာဘာဖြစ်လဲ။ယေရှုကဟာဒီလိုမတည်ဘူး မသိ ။ဆိုတော့ကြိုက်တော့ယေရှုခေါ်ယေရှုကဘာဖြစ်လဲ။ငါတင်းလို့မတည်ဘူး อืม ။နော်ကြိုက်တော့နောက်ကပတ်တော့ဘာဖြစ်လဲ။ယေရှုငါတင်းလို့မတည်ဘူး။ မသိဘူး မိခွဲပဲပိုင်ပြီးမှတော့ချီဆောင်ချင်းတွားလို့မရဘူးအတိကစီအရေးကြီးတယ် อืม yes ဒီဘောပေါက်နေရှင် yes ကြားဘူးလားတင်ရရလားအား မကြားဘူးတယ်ဟုတ်ကဲ့ hallelujah praise the lord ဆိုတော့ကျွန်တော်တည်တာဘူးကဒီလူတွေကကျွန်တော်ပြောချင်မကောင်းတဲ့လူတွေဘူးဆိုတော့သူတို့ရဲ့တက်တာကမှန်တယ်ဖျားနဲ့တွားလာတာအယံကိုမှန်တယ်ဖျားကိုလည်းအယံကိုချစ်တယ်ကျွန်တော်အဲ့ဒါတည်ဖို့ရည်ကြီးတယ်ဟိုအပြင်းနဲ့လည်းกินလို့တယ်အယံကိုနောက်ကပတ်တော့လည်းဆာငတ်တဲ့တောက်လုံးတဲ့သူတွေဒါပေမဲ့ဘာဖြစ်လဲနာမကြည့် သိ hallelujah praise the lord ဘာကြောင့်လဲကျွန်တော်တို့တည်တာပေါ့မိခွဲကပါခဏကျွန်တော်တုတ်တန်ချမ်းဆရာပြန်ဖတ်ပြနေအဲ့ဒါ20မှာတော့ 20 ဒီတုတ်အရင်ရေးကြည့်တယ် တုတ်တန်ချမ်း20လူဤစိတ်ဝိညာဉ်ဒီ လူရဲ့စိတ်ဝင်နေတယ် ကိုအတွင်း၌ရှိသည်များတို့ကိုစစ်စေတော်ထောင်ရဖျားဤမိခွက်ဖြစ်၏ထာဝရဘုရားရဲ့မိခွဲဖြစ်၏အဲ့ဒီစကလုံးကအရင်ကြည့်တယ်ဆိုလူရဲ့စိတ်ဝင်နေတယ်စစ်စေတော်ထာဝရဘုရားရဲ့မိခွဲဖြစ်၏ဆိုတော့အဲ့ဒီမိခွဲကလူရဲ့စိတ်ဝင်နေဖြစ်တယ်ကျွန်တော်ခဏပြောအဲ့စိတ်ကိုယ့်ရဲ့စိတ်ဝင်နေတဲ့ဘာလဲအရာကိုတန့်ရှင်းအောင်လုပ်တယ်နော် yes မလုပ်ကြဘူးလားဒီထဲမှာ yes ဆိုတော့အဓိကကဘာဖြစ်လဲမီးမလောင်တာ ညီမလောင်တာ မီးမလင်းတာဆိုတော့ခွဲတစ်ခုနဲ့တန့်ရှင်းရှင်းနဲ့ထားတာနဲ့ကျွန်တော်အတက်ရှိလို့မီး burn you need to burn in this sky ဆိုတော့နော်အားလုံးပေါ့ပြီးတော့ ပေါ့ပါတယ် ဆိုတော့ကျွန်တော်တခုပြချင်တာမီးခွဲကိုပိုင်ပြီးမှအဲ့ကျွန်တော်ဒီတာဘူးအဲ့ဒီမီးခွဲကိုခင်ဗျားတို့မလင်းလိုက်လို့ရှိဖျားတခင်တိလို့မမြင်နိုင်ဘူးဖြစ်တယ်ကြိုက်လို့မပြောနော်တိုက်ချင်းတိုက်ပါလိုင်းပေါ်လို့ကိစ္စမရှိဘူးမီးခွဲခင်ဗျားတို့ရှိမှအဲ့ဒီမီးခွဲကိုမီးမလင်းလိုက်လို့ရှိဖျားတခင်ကကျွန်တော်မမြင်နိုင်ဘူးဖြစ်တယ် yes ဆိုတော့ကျွန်တော်တို့ဘာလို့အဲ့ဒါမီးလင်းဖို့နော် in this going burn we need to light up the lamp မီးလောင်ရမှာ yes အားလုံးပေါ့ကြပြီနော် ပေါ့ပါတယ် ဆိုတော့ကျွန်တော်တည်တာဘုကမီးခွဲပိုင်တဲ့အတိုင်းမီးရှိတာမှမဟုတ်တာနော်ခဏကျကြည့်လိုက်မိုက်အဲ့ဒီမိုက်တော့အမျိုးသမီးသူတို့မပိုင်ဘူးလားပိုင်တယ်ဒါမဲ့ကြည့်လိုက်လေမီးလင်းတာမလင်းတော့ဘူးလေဆိုမီးခွဲပိုင်တဲ့အတိုင်းဘာဖြစ်လဲမီးမလင်းဘူးဒါပေမဲ့နှုတ်ကပတ်တော်ထဲမှာဘာပဲယေရှုဘာပဲတင်းတို့ဟာဘာလဲဤလောကရဲ့အလင်းတွေဖြစ်တယ်အိုင် yes yes ဆိုကျွန်တော်ဒီလောကရဲ့အလင်းဖြစ်တယ်ဆိုတော့မီးခွဲကိုလင်းစေရမှာမလင်းဘူးဆိုမဖြစ်နိုင်ဘူးချီဆောင်ရှင်းတော့ဘူးကအားလုံးပေါ့ကြပြီလား ပေါ့ပါတယ် ဘာကြောင့်ဖျားတင်ကဤလောကရဲ့ဖျားတင်ကနှုတ်ပတ်တော်ထဲမှာတင်းတို့ဒီဤလောကရဲ့အလင်းဖြစ်တယ်ဆိုတော့ဘာကြောင့်ဖျားကတင်းတို့ဒီဤလောကအလင်းဖြစ်တဲ့အရာဘာကြောင့်ဖျားပြောလဲဖျားတင်ကအဲ့ဒီအလင်းကိုမင်းစေရှင်တယ်မင်းချင်းတယ်မင်းရှင်တာပေါ့ဗျာမင်းရှင်တဲ့တင်းတို့ဒီလောကရဲ့အလင်းဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့အလင်းကလင်းရမှာမိခွဲပဲမထားရဘူးအဲ့ဒီမိခွဲကလင်းရမှာမလင်းပဲတဲ့မိခွဲပဲဒီတိုင်းဘာဖြစ်လဲအမေthat အဲ့ဒီမိခွဲကိုကောင်းကောင်းမတင်ထားမယ်အဲ့ဒီမိခွဲကောင်းကောင်းမတန်ရှင်းရလို့မယ်မိခွဲကိုလာပပဦးနေတိုင်းဘာဖြစ်လဲစေးမယ်ဒါပေမဲ့မလင်းဘူးဆိုဘာဖြစ်လဲအလကားပဲဖြစ်တယ် လကားပဲ အားလုံးပေါ့ကြပြီနော် ပေါ့ပါတယ် hallelujah praise the lord ဆိုတော့ကျွန်တော်တည်တာဘူးကအလင်းဆိုတာကကျွန်တော်ရဲ့ action မဟုတ်ဘူးကျွန်တော်ရဲ့လှုပ်ဆောင်ခြင်းမဟုတ်ဘူးအခုကျွန်တော်ရဲ့အများရဲ့ပတ်တယ်အလင်းနဲ့ပတ်သက်လာပြီဘာဖြစ်လဲကျွန်တော်ရဲ့လှုပ်ဆောင်ခြင်းကိုကြည့်တာဟုတ်ပါတယ် ဖျားတခင်ကလှုပ်ဆောင်ခြင်းကိုကြည့်တဲ့ဖျားမဟုတ်မှတ်တာ yes လိုင်းပေါ်လို့ဒီကျွန်တော်တည်တာဘူးကအလင်းဆိုတာကျွန်တော်လှုပ်ဆောင်ခြင်းပေါ့မဟုတ်ဘူးခဏလှုပ်ဆောင်ခြင်းမဟုတ်ဘူးလားမိခွဲကိုဘာဖြစ်လဲတန့်ရှင်းတယ်အဲ့ဒါလှုပ်ဆောင်ခြင်းတွေခမရကြက်တလားလှုပ်ဆောင်ခြင်းလို့ရှိမရှိဘူးဆိုဘာဖြစ်လဲအလကားပဲ လကားပဲ
hallelujah praise the Lord အားလုံးပေါ်ပေါ်ကြပြီနော် ပေါက်ပါတယ်ဟုတ်ကဲ့ ဆိုတော့ကျွန်တော်တို့တည်ထားဖို့ကဟိုမိုက်တော့အဲ့ဒီအပြုကညာ9ယောက်လဲသူတို့ရဲ့အသက်ရှင်တဲ့ဒီဘဝဒီကိုနော်တက်တာအားလုံးကမာကောင်းပါတယ်သူတို့အသက်မွေးဖွားတော့သူဖြစ်တယ်အရန်ကိုကောင်းတယ်နောက်ကပတ်တော့နဲ့အမြဲတမ်းတွားလာတဲ့သူဖြစ်ပါတယ် hallelujah praise the Lord ဆိုတော့ကျွန်တော်တည်ထားဖို့ကသူတို့ရဲ့မားတာဘာမှမရှိဘူးဖြစ်တယ် မားတာကျတော့ဘာမှမရှိပက်တနာအဲ့ဒီစီတစ်ခုအကြောင်းကြံခဲ့တာ စီတခုကြောင့်ကြောင့်ခတာ yes မားတာဘာမှမရှိဘူးစီတစ်ခုအကြောင်းပဲဖြစ်တယ်ဆိုတော့ကျွန်တော်ခဏပြောစီဆိုတာဘာလို့ရလဲမရတယ် ဝေရတယ် ကျွန်တော်တို့ကအတကကြောင့်နားလေရမယ်တစ်ခုကစီကိုတွားဝေပါစကလုံးနေမှာဟိုးရောင်းတဲ့စီမှာတော့ပြန်တွားဝေပါဆိုတော့ကျွန်တော်ဖြည့်ရှင်းရမယ်ရအဲ့ဒါပဲလေနော်မဟုတ်ဘူးလား ဟုတ်ပါတယ် hallelujah praise the ဆို Lord တော့အဲ့ဒါဆိုရင်ကျွန်တော်တို့ကတွားဝေပါဆိုရင်တော့အလကားမရတယ်ဘာဖြစ်လဲကျွန်တော်ကပို့အခါမပေးရဘူးလားပို့အခါလည်းပေးရတယ်လို့တန်ဘူးလည်းရှိတာတန်ဘူးလည်းတမထား yes စီတပိတ်တမှာဘယ်လောက်လဲစီတပိတ်တပမောင်ကိုတသိန်းလားနှစ်သိန်းလားသုံးသိန်းလားတန်ဘူးတမထားတဲ့အတိုင်းကျွန်တော်စီကိုလည်းဘာဖြစ်လဲဝေရတာဥမာအခုဆရာကားဆိုတာစီမသိမ်းတော့စီလို့မရဘူး ဟုတ်ပါတ ခင် ယ် ဗျားကြိုက်တော့အဲ့လိုတူပဲကားကိုကြိုက်တော့တရှိရလို့အရေးရှိလိုက်ကြိုက်တော့ထားစီမရှိဘူးမောင်းလို့ရတယ်မောင်းလို့မရဘူးအဲ့ဒါကျွန်တော်ယုံကြည်သူတွေပြတဲ့အဲ့ဒါလေအပြင်ပိုင်းကလာဘာလဲအမေစီတဲ့အပြင်ပိုင်းရဲ့လောက်ဆောင်ရှင်းဒီအယမ်းမိုက်တာရန်ကောက်တယ်ရန်တောက်လောက်တာဖြစ်တယ်ဒါပေမဲ့အတွင်းထေက inner things ရဲ့လောက်ဆောင်ရှင်း yes အတွင်းရဲ့လောက်ဆောင်ရှင်းကဘာဖြစ်လဲပုံညာဖြစ်နေတယ် ဟုတ်ပါတယ် yes ဒီနေ့ယုံကြည်သူရဲ့မရပြတာလိုက်ပေါ်မှာတော့အပေါ်ရံပဲလုံနေတာဘာဖြစ်လဲအပေါ်ရံအရာကိုလွတ်မြောက်တယ်လို့ခန်းဆောင်နေတာလက်တီအတင်းကြမှာဘာဖြစ်လဲမလွတ်မြောက်ယုံကြည်သူများကြီးပဲ yes ဟုတ်ပါတယ် အပေါ်ရံနဲ့အရာကို fire ဖြစ်တယ်ဒါပေမဲ့အတွင်းမှာဘာဖြစ်လဲ6ကနေ 6ကန် ဘာကြောင့်လဲစီမရှိလို့ မရှိလို့ စီရှိရင်ရှာခန်းဆောင်ရှာမလို့ဘူး ခါဆောင်စင် တန့်ရှင်းရှာမလို့ဘူးဆိုတော့ကျွန်တော်တန့်ရှင်းရှာမလို့ဟိုအပစ်ကိုလုတ်ဖို့မပြောဘူးเนาะကျွန်တော်ခဏစအဲ့ဒါကြီးရှင်းပြပေးမယ် yes ဟာရအားလုံးပြတဘောပေါက်ကြအောင်ဆိုတော့ကျွန်တော်ဒီခုဒီတော့နားမလည်နိုင်တဲ့အရာတစ်ခုပြပြပေးအဲပြီးရင်ကျွန်တော်တို့ရက်သွားမယ်ဟိုကရှိယောဟန်အခန်းကြီး1အခန်းကြီး7ဒီမှာဖတ်မယ်ရှင် ဟုတ်ကဲ့ ကျွန်တော်အင်္ဂလိပ်စာစာနဲ့လည်းဖတ်မှရှင်းပြမယ်နော်အဲ့ဒီရှင်ယောဟန်အခန်းကြီး1အခန်းကြီး7 ရှင်ယောဟန်အခန်းကြီး1အခန်းငယ်7ထိုသူကိုလက်ခံသည်များတော့သူတီးဟုတော့ကိုတော့ကိုယုံကြည်တော့သူတို့အား ဆိုတော့ဒီထဲမှာချမ်းကြီးချမ်းဆောင်ဖတ်လိုက်တဲ့အခါမှတ်တာလူနှမျိုးကိုပြောတာဖြစ်တယ်ရှင် yes ပြပြပြန်ဖတ်ပေးမယ် ထိုသူကိုလက်ခံသည်များ ဆို တော့ တော့သူတို့ကိုလက်ခံသမျှတတ်ဘူးနော်လက်ခံတာနဲ့ပြီးနောက် ကိုတော့ကိုယုံကြည် ကိုတို့ကိုယုံကြည်မှု ယုံကြည်တော့သူတို့အားဖျားခင်သားဖြစ်ရတော့အခွင့်ကိုပေးတော့ ဖျားတဲ့တာဖြစ်ခွင့်ရတဲ့ပေးတာပြီးဆိုတော့လက်ခံတော့သူနဲ့ယုံကြည်တော့သူမတူဘူးဆိုတော့အင်္ဂလိပ်စာစာမှာလည်းဒီမှာ but as many as receive him နော်သူကိုနော်လက်ခံသမျှ as many as beloved သမျှ to them gave he power so the go ကိုပေးတယ်ဆိုတော့ to them နော်ပြီးနေတော့ to them to become the sons of God နော် to become the sons of God ဖျားတာဖြစ်ခွင့်ပေးတယ် and ဘာဖြစ်လဲ even to them that believe on his name သူရဲ့နာမကိုဘာဖြစ်လဲယုံကြည်လက်ခံတယ်များဆိုတော့ကျွန်တော်တည်ထားဖို့ကဒီထဲမှာလူအုပ်နှမျိုးကိုပြောတာဖြစ်တယ်ဖျားကိုလက်ခံတော့သူနဲ့ယုံကြည်တော့သူ ယုံကြည်တော့ ဆိုတော့လက်ခံတော့သူရဲ့အသက်တာကစီရှိတော့သူဖြစ်တယ်ဟိုယုံကြည်တော့သူတွေက yes ယုံပဲယုံကြည်တယ်ရှိမရှိဘူးဖြစ်တယ်လက်ခံတော့သူကဘာကြောင့်လက်ခံတယ်လဲဆိုတဲ့အဲ့ဒီလက်ခံတော့သူရဲ့အသက်တာနေရစင်တန်းပါပဲလေဖျားသခင်နဲ့အမေရစကားပြောတယ်ဖျားသခင်နဲ့ယဉ်ညောအမေရနေတဲ့သူတွေဖြစ်တယ် yes ဟာလေလုယာအားလုံးတပေါက်ပေါက်ကြပြီလား ပေါက်ပါတယ် ဆိုတော့ကျွန်တော်တည်ထားဖို့ကဒီလက်ခံတော့သူတွေကစီရှိတဲ့အကြောင်းကျွန်တော်ဘာကြောင့်ပြောရရဒီလက်ခံတော့သူတွေကကျွန်တော်ပြောတယ်ဖျားကိုယုံကြည်ရှာမလို့တော့ဘူးလေဥပမာကျွန်တော်မိန်းမရှိရှာကျွန်တော်ရဲ့မိန်းမဖြစ်တဲ့ကျွန်တော်ယုံကြည်တယ်လို့ပြောချင်တယ်ဟုတ်ပါတယ် ငါရဲ့မိန်းမဖြစ်တဲ့ငါတိတယ်ဘာကြောင့်ငါသူ့ကိုလက်ထက်လိုက်ပြီဆိုတော့ယေရှုကိုကျွန်တော်ဘာဖြစ်လဲယုံကြည်တာပြီးနောက်ပိုင်းမှာငါဘာဖြစ်လဲသူ့ကိုလက်ခံလိုက်တယ်ဆိုရင်တော့
ပြည်ပြီးယုံကြည်ရှာမလို့တော့ဘူးဘာဖြစ်လဲငါတည့်တခင်ဖြစ်တယ်ငါတည်တယ်ဒီလူကတည်တယ်ဖြစ်တယ်အမေရန်ဖျားနဲ့စကားပြောမယ်အမေရန်ဖျားနဲ့ချက်ဆက်မယ်ဆူတောင်းချင်းအမေရန်ရှိမယ်အဲ့ဒီ yes ဆိုတော့ရှိတဲ့သူကအဲ့ဒီထဲမှာပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာလည်းသူတိုင်းမှာပါဘူးနော်ဒါပေမဲ့အဓိကစီကိုဘာဖြစ်လဲစီရှိတာကအဲ့ဒီထဲမှာပါတယ်လက်ခံတော့ လက်ခံ လက်ခံဆိုတော့ယုံကြည်နဲ့လက်ခံခြင်းမတူဘူးဖြစ်တယ်ဟာလေလုယာ praise the lord ဆိုတော့ကျွန်တော်တိတာဘုကဒီလက်ခံတော့သူတွေကဆူအရန်ကိုတောင်းတယ်ဆိုဆူတောင်းခြင်းကအရန်ကြီးကျဆူတောင်းခြင်းကကျွန်တော်ဘာပဲဘုရားသခင်နဲ့စကားပြောခြင်းမေတ္တာရဖွင့်ခြင်းပေါ့နော်ပြီးအပြန်နဲ့လမ်းဆိုတော့ဆူပဲတောင်းမှအပြန်နဲ့မရှိဘူးဆိုရင်ပဲဆူတောင်းခြင်းလို့မဟုတ်ဘူးဆူတောင်းခြင်းဆိုကျွန်တော်စကားပြောတဲ့ကဘုရားရဲ့စကားပြန်ပြောတာလူတယောက်နဲ့တယောက်စကားပြန်ပဲဘာပဲလဲကျွန်တော်ကတယောက်နဲ့တယောက်စကားပြောနေတယ်ဆိုပြောလို့ရတယ်ဆူတောင်းခြင်းဆိုတာကအပြန်နဲ့ရှိရမှာဖြစ်တယ် yes အဲကြောင့်လက်ခံတော်သူတွေကဘုရားနဲ့အမြဲတမ်းစကားပြောမိတာတော့အပြန်နဲ့ရှိတာဖြစ်ပါတယ် hallelujah praise the lord အားလုံးပေါ်ကြပြီနော် ပေါ့ပါတယ်ဆရာ ဆိုတော့ကျွန်တော်တို့တည်ထားဖို့ကဒါအခုကျွန်တော်အရင်ကောင်းတဲ့အရာမပြောဘူးလားဆရာ yes ပြောပါတယ် ဆိုတော့ mm ဆူတောင်းခြင်းအရင်အရေးကြီးတယ်ဒါပေမဲ့ကျွန်တော်တခုပြောမယ်ဆူတောင်းခြင်းကလူကိုမပြောင်းလို့ရှိရင် စတော့ချန်လို့မပြောင်းနေစေ ကျွန်တော်ပြန်ပြောမယ်နော် ဟုတ်ကဲ့ line ပေါ်လူတွေကြိုက်တယ်လို့ပြောဆူတောင်းခြင်းကလူကိုမပြောင်းလို့ရှိရင် မပြောင်းလဲစေဘူး prayer does not change people အားလုံးပေါ်ကြပြီလား ပေါ့ပါတယ်ဟုတ်ကဲ့ ဆိုတော့ဘာကြောင့်လဲဆိုတော့ဆူတောင်းခြင်းကအရေးကြီးပါတယ်အရေးမကြီးတယ်မပြောဒါပေမဲ့ဆူတောင်းခြင်းကလူကိုမပြောင်းလဲနိုင်ဘူး သူကမပြောင်းလဲနိုင်ဘူး မချမ်းစာမပေးချမ်းစာမဆူတောင်းချက်လူပြောင်းလဲနိုင်တယ်မပြောဘူး အဓိကအဲ့ဒါကြောင့်ချမ်းစာတယ်မှာပါပြ renewing your mind with the word of God and and your transforms ဆိုတာဟိုကရောမအခန်းကြီး7နှစ်အခန်းကြီး2ထဲမှာ အခန်းငယ်နဲ့ ဖျားတခင်နောက်ကပတ်တော်နဲ့ဒီအတိပါပြီလေ စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ စိတ်နှလုံးကအတိပြည့်စွာစိတ်နှလုံးကအတိပြည့်စွာနောက်ကပတ်တော်ပဲရည်ရှိတာဖြစ် နှုတ်ကပတ်တော် နောက်ကပတ်တော်ဖွင့်ပြချက်ဖြစ်ပါတယ်ဒီညဒီနောက်ကပတ်တော်ဖွင့်ပြချက်နားထောင်နေလို့ရောက်စီတိုင်းစိတ်နှလုံးဒီအတိပြတ်တင်ပြုပြင်ပေးမှာဖြစ်ပါတယ် အာမင် ယေရှုနာမနဲ့ငါဆုတောင်းကောင်းချီးပေးပါတယ် အာမင်အာမင် ဆိုတော့ကျွန်တော်ကဆုတောင်းခြင်းကကျွန်တော်ဘာဖြစ်လဲမပြောင်းလဲနိုင်ဘူးဖြစ်တယ်မပြောင်းလဲရှိဘူးဖြစ်တယ်ကျွန်တော်ကိုပြောင်းလဲစေတာနောက်ကပတ်တော်ဖြစ်ပါတယ်အဲကြောင့်အရောက်ကိုဆုတောင်းအရောက်တောက်လုံးတဲ့အဖွဲ့ရှိတယ် ဟုတ်ပါတယ် ကြိုက်တယ်လို့တောက်လုံးပဲကိစ္စမရှိဘူးခင်ဗျားချီဆောင်ရှိမှကြံခဲ့တယ်အတိကဆုတောင်းတောက်လုံးရှိမဟုတ်ဘူးအတိကစီဘာဖြစ်လဲလိုအပ်တယ်ဆိုစီဆိုတာကဘာဖြစ်လဲပို့ခမရှိဘူးလားဝေရမှာဆိုတော့စီရောင်းတဲ့သူရှိတယ်စီဆိုတာဝေရမှာဖြစ်တယ်အလကားမရဘူးဆိုတော့စီရလာပေါ့ကျွန်တော်ဘာလို့နှုတ်ကပတ်တော်ဖွင့်ပြချက်ဒီလိုအပ်တယ်ဖြစ်တယ် yes အားလုံးပေါ်ကြပြီနော် ပေါ့ပါတယ် နှုတ်ကပတ်တော်ဖွင့်ပြချက်မရှိဘူးကျွန်တော်တို့ကအလကားပဲဖြစ်တယ်အဲကျွန်တော်တည်တာဘုကဒီယေရှုခရစ်တော်ပြဖို့နော်သူနှုတ်ကပတ်တော်ပြောတဲ့အခါမှာအမေရန်တို့ဥပမာပြောတာမရတယ်အဲကြောင့်ဘာဖြစ်လဲဘုရားတရားနိုင်ငံတို့ဟာဘာဖြစ်လဲ music ချေတာလေ music ကဘာလဲနှုတ်ကပတ်တော်ချေလိုက်တဲ့အခါမှာစာတန်ကောက်စားသွားတာနှုတ်ကပတ်တော်ဆိုဆူတော်ရန်အာဂျီတဲ့သူဒီဘယ်တော့ပဲအာဂျီနှုတ်ကပတ်တော်ကောက်စားသွားမှာအဒီကဖွင့်ပြချက် ဖွင့်ပြချက် ရှိရင်နော်မထားဘယ်တော့မှမာနကျွန်တော်ရဲ့အဲ့ဒီနှုတ်ကပတ်တော်ကောက်လို့မရဘူး ကောက်လို့မရ yes အဲ့ဒါကျွန်တော်တည်တာဖို့အရေးကြီးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တည်တာဖို့ယေရှုကဘာကြောင့်ခဏခဏဥပမာကျမ်းစာမှာဥပမာနဲ့ပြောနေတကယ်မှသူတပိတ်တာကိုရောတဲ့ဘာကြောင့်ကိုရောအမေတော့ဥပမာနဲ့ပဲကျွန်တော်တူတင်တယ်ဆိုမှမေးတဲ့အခါမှာပဲယေရှုကဘာပြောလဲဟေဇာယာ prophet ဟေဇာယာ prophet ပြုခြင်းဘာလဲပြီးဆိုဖို့ငါကဥပမာနဲ့အမေတော့ပြောလဲဖြစ်တယ်နိုင်ငံတော်နဲ့ပတ်သက်နေနေတယ်ဖြစ်တယ်အလကားမရဘူး yes hallelujah praise the lord အားလုံးပေါ့ချပြီလား ပေါ့ပါတယ် အဲ့ဒါကြောင့်ယေရှုဘာပြောလဲဆိုတော့သူတို့နားထောင်မှပဲပါပဲလေသူတို့ကပြောင်းလဲပြီးမှသူတို့ကကက်တင်ခံရမှာဖြစ်တယ် ကတဲ့ချင်းခံရမယ် yes ပြောင်းလဲပြီးမှကက်တင်ရှင်ခံရဆူတောင်းရှင်ကမှပြောင်းလဲခံမှာဆိုတော့နှုတ်ကပတ်တော်ဖွင့်ပြချက်ကြားလိုက်တဲ့အခါ ဖွင့်ပြချက်ကြားတဲ့အခါမှာ သူတို့ကပြောင်းလဲပြီးမှကက်တင်ရှင်ခံရမှာတော့ခင်ဗျာမလွတ်မြောက်တယ်လားမလွတ်မြောက်ခြင်းကနေပြီးလွတ်မြောက်ခြင်းနဲ့ကက်တင်ရှင်ဆိုတာကကျွန်တော်ဟိုထူးထူးဆန်းဆန်းစကားမဟုတ်ဘူးခင်ဗျာအခုဘာကိုဟိုဟာပက်တနာပါရှိနေတယ်အဲ့ဒီဘာပက်တနာပဲအဲ့ဒီပက်တနာကနေလွတ်မြောက်တဲ့အရာအားလုံးလည်းကေတင်ရှိတယ်ကေတင် salvation ဆိုတော့ကျွန်တော်တို့ကေတင်ရှိဆိုတာမျိုးရှိတယ်ခင်ဗျာဘေးရဘာကနေပြီးနော်ဘေးရကနေပြီးကေတင်ရှင်းခံရတယ်ဝင်းင်းကေတင်ရှင်းခံရတယ်အနာယောဂပက်တနာခံစားလို့အဲ့ဒီကနေပြီးကေတင်ရှင်းခံရတယ်အမျိုးမျိုးရှိတယ် yes
hallelujah praise the Lord ဆိုတော့ကျွန်တော်တည်တာဖို့ကဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖွင့်ပြချက်ပဲကျွန်တော်ပြောင်းလဲစေတာဖြစ်တယ် ဘုံပြချက် ဆုတောင်းခြင်းကကျွန်တော်ဘုံမပြောင်းလဲ ပြောင်းလဲ စေ စေဖို့ အားလုံးပေါ့ပေါ့ကြပြီ ဟုတ်ပါတယ် ဆိုတော့ကျွန်တော်တည်တာဖို့ကဟိုခဏမိခွဲပေါ့နော် อืม မိခွဲရှိမရှိတဲ့မိခွဲနဲ့ပတ်သက်လာပြီဆိုရင်ကျွန်တော်တည်တာဖို့ကမိခွဲကိုပိုင်တဲ့သူဒီရဲ့တက်တာကကျွန်တော်တည်တာဖို့ကသူတို့ကအပြင်ပိုင်းကိုအမေရန် focus ထားတယ် yes အပြင်ပိုင်းမှာပြုတ်ပြင်ခြင်းအမေရန်ပြောတယ်အပြင်နဲ့ပတ်သက်မှာပြုတ်ပြင်ခြင်းခဏလုံးတဲ့သူတွေကမိခွဲကိုဘာဖြစ်လဲကတော့ ခိုင်တော့ ရှိမရှိ စီမရှိ အားလုံးပေါ့ပေါ့ကျွန်တော် ပေါ့ပါတယ် yes ဆိုတော့ဒါမဲ့သူတို့ကအပြင်ကိုအရန်ကိုဘာဖြစ်လဲပြုတ်ပြင်တယ် သူပြင် ဒါမဲ့အတွင်းကလက်တွေ့အလုံးမလုံးဘူး အတွဲလို့မလို့ အတွင်းတက်ကအလုံးမလုံးဘူးအပြင်ဘက်ကအလုံးလုံးတယ် อืม ဆိုတော့အတွင်းတက်ကအလုံးလုံးလာပြီးဆိုဖျားဘုံကြီးမှမထင်ချင်ဘူး yes amen အပြင်ဘက်ကအရန်လုံးတယ်အတွင်းကအလုံးမလုံးဘူး อืม ဒီဘောပေါ့ရှာပြီလား ပေါ့ပါတယ် ဟာလေလုယာဆိုတော့ကျွန်တော်ရဲ့ပြဿနာပါပြီလားအများရဲ့ပြဿနာပါပြီလားဟိုကဒါမြေခွဲပေါ့နော် yes အမေရပါပြီလားမြေခွဲကိုတန်ရှင်းလုပ်တယ် တန်ရှင်းလုပ်တယ် ဖိုက်တယ်အယံပြောင်းတယ် อืม အဲကြောင့်ပါပြီလားအပြုကညာ အပြုကညာ အပြုကညာနောက်ကပတ်တော်နဲ့အယံကိုဆင်းရှင်တယ်တွားတယ်တူတယ် อืม ဒါပေမဲ့ရှိမရှိ စီမရှိဘူးခက်တာကစီမရှိတာ အားလုံးပေါ်ကြပြီလား ပေါ့ပါတယ် ဟာလေလုယာ praise ဆိုတော့နှုတ်ကပတ်တော်ခေါ်လိုက်တဲ့အခါမှာလေလူတွေအတွက်ခွန်အားပဲဖြစ်စေလူတွေရဲ့အတွင်းဝိညာဉ်ကိုပါပြီးတော့မလောင်စေချင်ဘူးမလောင်ခိုင်းဘူးခဏပဲပါဖြစ်လဲခွန်အားပေးတယ် yes နှုတ်ကပတ်တော်အရန်ကောင်းမှာ อืม ဒါပေမဲ့ဖွင့်ပြချက်ကပါဖြစ်လဲအတွင်းဝိညာဉ်အတွက်ပါဖြစ်လဲမလောင်စေချင်ဘူးအပြင်ကျတော့လောင်ခိုင်းမှာအတွင်းအတွက်မလောင်ခိုင်းဘူးကျွန်တော်အခုပြောတာဆရာတို့ဘောပေါ်တယ် yes တဘောပေါ့ပါတယ် ဆိုတော့အဓိကနှုတ်ပတ်တော်ဆိုတာအတွင်းထဲမှာလောင်တဲ့အရာနဲ့မလောင်တဲ့အရာကွာကိုကွာတယ်အခုဆရာလည်းကျွန်တော်ဆီမှာရောက်တဲ့နောက်ပိုင်းမှာဆိုတာနှုတ်ပတ်တော်ဖွင့်ပြချက်ဝင် yes အပင်လောင်လားအတွင်းလောင်တာကိုယ့်အနေကိုယ်ပဲတည်ပါတယ် อื နော် มဟုတ်ပါတယ်ဆရာ ဆိုတော့ကိုယ့်အနေကိုယ်ဆင်ရှင်မှာပဲကျွန်တော်တည်ရမှာဖြစ်ပါတယ်ဟာလေလုယာ praise the Lord အားလုံးပေါ်ကြပြီနော် ပေါ့ပါ ဆိုတော့ကျွန်တော်အများရဲ့ပြဿနာကဘာဖြစ်လဲအပြင်ပိုင်းပဲပြောင်းလဲတယ်အပြင်ပိုင်းပဲပြုတ်ပြင်တယ်အတွင်းပိုင်းပြောင်းလဲခြင်းမရှိ မရှိဘူး ဟိုအတွင်းထဲမှာအလိုလိုခြင်းမရှိဘူးဖြစ်တယ် อืม ဟာလေလုယာ praise the Lord အားလုံးပေါ်ကြပြီနော် ပေါ့ပါတယ် ဆိုတော့အများရဲ့သူတို့ရဲ့ပြဿနာကအယံကလို့ဒါပေမဲ့သူတို့ရဲ့အလုပ်လုပ်ချင်မှုဖျားတဲ့ကံမလို့ဘာဖြစ်လဲလူဒီပဲမြင်တာဖြစ်တယ် yes ဘာကဘယ်သူကမမြင်ဘူးလဲဖျားကမမြင်လူဒီကအယံမြင်တာဖြစ်တယ်အားလုံးပေါ်ကြအောင်နော် ပေါ့ပါတယ်ဆရာ အဲ့ကြောင့်ဘာဖြစ်လူဒီမြင်တယ်ပြည့်လူတယောက်နဲ့တယောက်တိုက်ချတယ်တယောက်နဲ့တယောက်ဟိုဘာဖြစ်လဲညင်ပွားမှုတွေဖြစ်ကြတယ်ဟိုအကြောင်းပြောဒီအကြောင်းပြောအဲ့ဒီဟိုအကြောင်းဒီအကြောင်းအဲ့ဒီအကြောင်းပြောတဲ့သူတွေကရှင်းရှင်းလေးပြောမယ်အဲ့ဒီလူတွေကမင်းခွဲပဲပိုင် ဒီခွက်ပဲပါတယ် ရှိမရှိတဲ့သူတွေဖြစ်တယ် စီမရှိတယ် ရှိလုံးဝမရှိဘူးသူများအကြောင်းပဲပြောတဲ့အရာလောင်ရှိမရှိလို့ဘာဖြစ်လဲသူများအကြောင်းပြောတာမြေခွဲနဲ့ပဲအသက်ရှင်တာဖြစ်တယ်ဆိုတော့သူတို့ကပြောလို့လူမင်ဖို့အလုပ်လုပ်တာဖျားမင်ဖို့မဟုတ်လို့ อืม လူထဲမှာနာမည်ကြီးလောင်ဆိုတော့ဥမာထားပါတော့အယံကိုရှင်မဖျားကြီးမတုံးပြမခမရကြိုက်တယ်လို့ yes အတွင်းထဲမှာလောင်ချင်းမရှိဘူးဆို อืม ဘယ်တော့မှမဖြစ်နိုင်ဘူးအခုတချို့အမှုတို့ဆောင်ပြီးမှအယံ fire ဖြစ်တယ်လေနော်တကယ်လက်တွေ့ fire ဖြစ်လားမဖြစ်ဘူး yes နာမည်ကြီးရှင်တို့ fire ဖြစ်တာ fire ဖြစ်ခြင်းလူဒီမင်းလာပြီးဆိုရင်ဘာဖြစ်လဲနာမည်ကြီးလာမယ်ဆိုတဲ့အတွေ့နှလုံးအဲ့ဒီ sick ရှိတာရှိမရှိဘူးအဲ့ဒီမျိုးခွက်နေပဲ hallelujah yes praise the Lord အားလုံးပေါ်ပြီလား ပေါ့ပါတယ်ဆရာ ဆိုတော့ကျွန်တော်တို့ကပတ္တနာကမျိုးခွက်မဟုတ်ဘူးပတ္တနာပါပဲရှိပြီတယ် see hallelujah praise the Lord ဘာကြောင့်လဲကျွန်တော်တို့ကိုလောင်စီလေးရတာရှိပြီရှိမရှိရင်လောင်မီးလင်းလို့ရတာ မရဘူး ရှိရှိမှပဲမီးလင်းလို့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခုတည်တာဘုကမီးက met image ဖြစ်တယ် image ဆိုတာကမီးကပစ္စည်းမဟုတ်ဘူးအရာမဟုတ်ဘူး yes ခွဲကမီးခွဲကဘာဖြစ်လဲကင်လို့ရတယ် ကင်လို့ရတယ် အရာဖြစ်တယ်စီလဲဘာဖြစ်လဲကင်လို့ရတဲ့အရာဖြစ်တယ်
ဒါမဲ့ link စေတဲ့အရာကဘာဖြစ်လဲ immaterial ဖြစ်တယ် immaterial ဆိုတော့ပစ္စည်းမဟုတ်ဘူး ပစ္စည်းမဟုတ်ဘူး အားလုံးပေါ်ကြလား ပေါ့ပါ ဆိုတော့ကျွန်တော်တခုပြပြချင်တယ်အဲ့ဒီမီးကဘာကိုပုံဆောင်မီးကဝိညာဉ်တော်ဖျောက်ပုံဆောင် ဝိညာဉ်တော်ဖျား ဆိုတော့အဲ့ဒီမီးခွက်ကဘာကိုပုံဆောင်မီးခွက်ကလူရဲ့ခန္ဓာကိုပုံဆောင်တာ မိရခဏ အဲလူရဲ့ဝိညာဉ်ကဖျားတကယ်မီးခွက်ဖြစ်တယ်ဆိုအဲကြောင့်လူရဲ့ခန္ဓာကိုပုံဆောင်တာဖြစ်တယ်မီးခွက်ကဆိုတော့ကျွန်တော်တိတာဘုကဒီစီမရှိဘူးဆိုရင်သူကအတေး တင်တယ် ဘောပေါကြနော် ပေါ့ပါတယ် yes ဆိုတော့ကျွန်တော်ကမီးလောင်ဖို့လဲဝိညာဉ်တော်အမေတန်ကျွန်တော်ပုံမှန်တင်းရင်လောင်ဖို့တဲ့ဘာလို့ရတယ်လဲစီ စီ ဆိုတော့စီကလောင်တဲ့သူရှိတယ်ဝင်ရမှာဖြစ်တယ်ဟာလေလုယာ praise the lord ဆိုတော့ကျွန်တော်တိတာဘုကအဲ့ဒါဆိုရင်နှုတ်ကပတ်တော်ကပါလေဘောနော်ပြင်စီကပါလေအဲ့ဒါအရင်နေရှိတယ်နှုတ်ကပတ်တော်နဲ့စီဆိုတော့တပြိုင်တည်းနဲ့ဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်ကပါလေစီကပါလေအဲ့ဒီကအရင်ကိုရေးကြည့်တာဖြစ်ပါတယ်ဟာလေလုယာ yes ဆိုတော့ကျွန်တော်တို့ကဒီစီရဖို့ကနှုတ်ကပတ်တော်တည်ရတယ်ဖွင့်ပြချက်ပေါ့ နှုတ်ပတ်တော်ဖွင့်ပြချက် နှုတ်ကပတ်တော်ဖွင့်ပြချက်တည်ရတယ်ဆိုတော့ကျွန်တော်ကစီကပို့ခါမပေးမရဘူးဝေးရမှာ ဝေးရမှာ ဝေးကိုဝေးရမှာနော်သူဘလောက်ကန်တဲ့နဲ့ကျွန်တော်ကဘာဖြစ်လဲဝေးရမှာဖြစ်တယ်အလုံးပေါချပြီနော် ပေါ့ပါတယ် yes ဆိုတော့လူရဲ့ပြဿနာကစီကိုမဝေးချင်တာ အဲ့ဒါကပြဿနာအကြီးဆုံးဖြစ်တယ်ဟာလေလုယာ praise the lord ဆိုတော့ကျွန်တော်တို့တည်ထားဖို့ကလူအများရဲ့ပြဿနာပေါ့ကျွန်တော်တို့ဒီလောကမှာတက်ရှင်တဲ့အခါမှာကျွန်တော်အတိတ်မွေးဖွားပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်ပြောတာအတိတ်မွေးဖွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့အတွင်းထဲကနော် yes အရာကိုပြုပြင်ပေးမယ်မီးကိုလောင်စင်မယ်ဖျားတဲ့ခင်ကျွန်တော်တို့ဖျားလို့ man of God woman of God ကိုထားပေးတာဖြစ်တယ် yes အဲ့ကြောင့် hallelujah လူဒီရဲ့ပြဿနာကအဲ့ဒီ man of God နဲ့ woman of God ကိုပါပြီလားကြိုလိုက်တာတန်ဖိုးမထားတာ တန်ဖိုးမထားလား yes ဆိုတော့ကိုယ့်ရဲ့ဘဝကိုလင်းစင်မဲ့နော်ဖျားလူအပ်တာဖြစ်တယ်လူအပ်တယ် yes အဲ့တော့ man of God woman of God လူအပ်တာဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့အဲ့ဒီနှုတ်ကပတ်တော်ဖွင့်ပြချက်ကျွန်တော်ကြားလိုက်တဲ့အခါမှာကျွန်တော်ရဲ့ဘဝဘာဖြစ်လဲပြုတ်ပြောင်းနေသွားမှာအတိတ်မွေးဖွားခြင်းတစ်ခုနဲ့မရပါအတိတ်မွေးဖွားပြီးတဲ့နောက်ပိုင်းမှာအဲ့တော့ကျွန်တော်ပြနေပြီကိုဘသူရဲ့ဖွင့်ပြချက်နဲ့တင်းကလင်းနေတယ်ဟန်ဆောင်လို့မရဘူးနော်ဖွင့်ပြချက်တကယ်ဝင်တော့ဟန်ဆောင်လို့မရဘူး yes နဲ့တော့ဖွင့်ပြချက်နဲ့တင်းတို့ attention တွေနဲ့အဲ့ဒီအရန်ရေးကြည့်တာဖြစ်တယ် yes ဆိုတော့ဖွင့်ပြချက်တဲ့အတိုင်းလေဖွင့်ပြချက်အတိုင်းလေဘာဖြစ်လဲကျွန်တော်ရဲ့ဒီအတွင်းထဲကမိခွဲမိမပေးနိုင် yes ဆိုတော့ကျွန်တော်ကနားထောင်လိုက်တဲ့ခါတခါလေးတည်တာလေအဲ့ဒီနာခမန်ဂရက်ခါဒါဆိုတော့ကျွန်တော်ရဲ့လူတိုင်းရဲ့ဘဝမှာနော်ဘုရားသခင်ကကျွန်တော်တို့အတွက်ခံထားတဲ့ဘုရားလူရှိတယ်ဘုရားလူရှိတယ်ရှင် yes yes ယုံကြည်သူတွေကျွန်တော်တည်တာဘုရားဘုရားသခင်ကလူတိုင်းအတွက်ခံထားတဲ့ဘုရားသခင်ရဲ့လူရှိတယ်လူတွေကအဲ့ဒီအရာကိုမမြင်နိုင်တာ yes hallelujah praise the lord ဆိုတော့အဲ့ဒီဘုရားတင်းတဲ့ခံထားတဲ့ဘုရားလူကတင်းရဲ့အချစ်ဆုံးအကြိုက်ဆုံးမဟုတ်ဘူးမထားကျွန်တော်ရဲ့ပြဿနာလူရဲ့တပွနဲ့ဒီဟာကငါချစ်တယ်ဒါကငါချစ်တယ်ဘုရားသခင်မခံထားတဲ့ဘုရားလူရှိမှလည်းတင်းရောက်လို့မရတင်းရဲ့ဘဝအတွက်ခံထားတဲ့အဲ့ဒီဘုရားလူရှိမှတင်းရောက်ဖို့ရည်ကြည်တယ်ပြပါတယ် yes အခုဒီချိန်မှာ live ပေါ်မှာကြည့်ရှုတဲ့လူတွေရောက်စီတောင်ယေရှုနာမကဆုတောင်းကောင်းကြီးပေးပါတယ်ဘုရားသခင်တင်းတို့အတွက်ခံထားတဲ့ဘုရားလူတွေတင်းတို့တွေ့ဖို့ရည်ကြည်တယ်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီလူပဲတင်းတို့စီပေးနိုင်မှာအဲ့ဒီလူပဲတင်းတို့ကိုဘာဖြစ်လဲမီးလင်းစေတဲ့ဘာဖြစ်လဲအဲ့ဒီစီကိုပေးနိုင်မှာဖြစ်ပါတယ် yes amen amen ဆိုတော့အဲ့ခင်ဗျားတို့ချိုင်းတဲ့သူမဟုတ်ဘူးအဲ့ဒီဘုရားလူကချမ်းတဲ့လူဖြစ်မှာနော်သူရဲ့ပုံစံချင်းချစ်စရာဘာမှမရှိတဲ့ပုံနဲ့ဖြစ်မှာကျွန်တော်ခဏပြောတယ်မိခွက်လေးဆိုးချင်တယ်ကောင်းချင်တယ်အဲ့နယ်လီကဘာရက်ခါ yes yes တင်ရနော်ရှင် yes the hallelujah okay ဆိုတော့ကျွန်တော်တို့ကြိုက်ဖြစ်စမကြိုက်ဖြစ်စဖျားတင်ကိုယ်အတွက်ခံထားပေးတဲ့အဲ့ဒီ man of God woman God အောက်မှာတိစ္ဆာရှိစွာနဲ့နေရမှာ
အဲ့ဒီအရင်ကြီးရှိတယ်ဆိုတော့တခါကျွန်တော်ကဒါမကြိုက်ဘူးဆိုမှဘာဖြစ်လဲဟိုဘက်ပြန်ခုံလိုက်ဟိုဘက်ပြန်ခုံလိုက်ဒီဘက်ပြန်ခုံလိုက်ဟိုဘက်ပြန်သွားလိုက်အဲ့ဒီတော့ဘယ်တော့မကောင်းစားဘူးစီမပြောနဲ့ဘယ်တော့အရမှာမဟုတ်ဘူးစီ yes ဘယ်တော့မရနိုင်ဘူးဆိုတော့လူတွေကဘာကြောင့်ခုံတယ်လဲဆိုတော့ကိုယ့်ရဲ့ခေါ်ချင်းမတိလို့လည်းဖြစ်တယ် ကိုယ့်ရဲ့ခေါ်ချင်းမတိလို့ အများမှုတော်ဆောင်တဲ့ပက်တနာဖျားတင်ကတင့်ကိုအမကလေးအတွက်ယူကောက်ထားပြီးတင့်ကပါပဲတင့်အတွက်အမကလေးဆရာဆရာအဲ့ဒီ man of god အမကလေးနဲ့ပတ်သက် man of god ဖြစ်ရမယ်ဆိုလူတယောက်ကအမကလေးနဲ့ပတ်သက်ပြကိုခေါ်ထားပြီးကိုက prophet ကိုတွားရှာတယ်ဆိုတော့ pastor မခေါ်ထားဘူးဆိုရင်ဘာဖြစ်လဲ pastor လုပ်ချင်တယ်အင်္ဂလိပ်ပဲခေါ်တာချင်းပါစာချိုးချင်းတာဆိုတော့အဲ့ဒါကြောင့်ကိုဖျားတင်ခေါ်တာကိုယ့်ရဲ့ခေါ်ချင်းတွေမှာပဲကျွန်တော်တွားတဲ့အခါမှာအချင်းတိုင်းဖျားကကျွန်တော်ကိုပြန်တယ်မှာအကောင်းဆုံးလုပ်ပေးတယ်ဒါပေမဲ့ဒီနေ့လူတွေအများပြဿနာကအင်္ဂလိပ်တောင်မဟုတ်တဲ့ဘူးဟိုဘက်ခုံလိုက်ဒီဘက်ခုံလိုက်တခါလဲprophet ဖြစ်ချင်နေပြီအိုင် prophet ဖြစ်ဖို့စမလွယ်ဘူးနော် yes ကျွန်တော်ဆုတောင်းပေးပါတယ် prophet မဖြစ်ချင်တယ်နောင်တရမှာ prophet ဖြစ်ချင်ပြီးမှဆုတောင်းဖျားကြီးက prophet အနေနဲ့မယူကောက်ထားဘူးဆိုရင်အေးစေကိုယ်ပဲညမှာခေါ်တဲ့အရာမှာနေပူပြီးမှတော့ကောင်းချင်ဖြစ်တယ်ကျွန်တော် yes လူတွေကအဲ့ဒီခေါ်ချင်းကိုကြော်တာကိုယ်တဲ့ဖျားထားပြီးတဲ့ဖျားလူကိုကြော်လိုက်တာဆိုတော့ကျွန်တော်တို့တည်တာကဖျားကျွန်တော်တို့ထားပြီးတဲ့အဲ့ဒီဖျားလူကျွန်တော်တို့အရန်ချစ်ခံရမယ်အရန်ကြိုက်မယ်ဖျားလူမဟုတ်ဘူး yes ကျွန်တော်ရဲ့ဘဝကိုပြောင်းလဲစေမယ်ဖျားလူပဲဖြစ်အဲ့ဒီဟာကကျွန်တော်စီပေးတဲ့သူဖြစ်တယ် yes hallelujah praise the lord အားလုံးဘောကြပါနော် ပေါက်ပါတယ် အဲ့ဒါကြောင့်ကျွန်တော်တို့ကနှုတ်ကပတ်တော်တိုင်းကလူတိုင်းတယ်ကျွန်တော်ရဲ့ကြံချက်ကျွန်တော်ကိုဖျားပေးတဲ့ကြံချက်နဲ့ဆရာကိုဖျားပေးတဲ့ကြံချက်တူမှာမဟုတ်ဘူးနိုင်ပေါ်မှာကြည်ရှုတဲ့လူတွေလည်းတင်းတို့ဖျားတယ်တရားနဲ့တရားကိုစကားပြောတယ်လည်းမတူဘူးဆိုတော့ကြံစာတဲ့မှာလည်းတောင်မှယေရှုကတခါကျန် Jews တွေကိုပြောတဲ့နှုတ်ကပတ်တော်ရှိတယ်လို့တပါတော်သူမိတွေကိုလည်းပြောတဲ့ yes ဘာလဲနှုတ်ကပတ်တော်ရှိတာဖြစ်တယ်ဆိုတော့ကျွန်တော်တရားနဲ့တရားကိုဖျားပြောတဲ့အရာမတူဘူးဆိုတော့တင်းတဲ့နှုတ်ကပတ်တော်ကနော်ဘာအတိတ်ကဟုတ်အဲ့ဒီအရာကျွန်တော်တည်ထားဖို့ရည်ကြည်တယ်ကျွန်တော်ကိုဖျားပြောလိုက်တဲ့နှုတ်ကပတ်တော်ခမရတူရင်တူမှာမတူဘူးဒါပဲကျွန်တော်အားလုံးကတူအောင်တွားပြီးမှလုပ်လိုက်တဲ့အရာအဲ့ဒါပြဿနာကြီးဖြစ်တယ် yes ဖျားပြင်းနှုတ်ကပတ်တော်ဟာဘောနော်တယောက်နဲ့တယောက် yes တရားနဲ့တရား အတွက်ဟိုဖျားပေးတယ်မတူဘူး မတူဘူး ကျွန်တော်ဖျားတဲ့စကားပြောတဲ့ပုံစံတယောက်နဲ့တယောက်မတူဘူးဖြစ် yes အဲ့ဒီကကျွန်တော်တည်ထားဖို့ရည်ကြည် okay ဆိုတော့ဒီမှာအားလုံးနားထောင်ကြပါပြဿနာကကျွန်တော်တည်ထားဖို့တင်ကညီခွက်ကိုပါပြီလဲကျွန်တော်ခဏပြအရန်ကိုတိုက်တယ်တန်ရတန်ရှင်းအောင်လှုပ်ထားတယ်ဒါပေမဲ့ပြဿနာပါပြီလဲရှိမရှိတာပြဿနာအဲ့ဒါအားလုံးပေါ်ကြပြီနော် ပေါက်ပါတယ် ဆိုတော့ကျွန်တော်တည်ထားဖို့ကကျွန်တော်တို့ပြောလို့ဆိုရင်ရှိမရှိတဲ့အကြောင်းကိုကျွန်တော်ဘယ်လိုတည်ရမလဲခုအထက်မှာရှိမရှိဘူးဆိုတော့ခုဘယ်လိုတည်ရမလဲတည်နိုင်တယ်တည်ရမှာနှုတ်ကပတ်တော်အထက်မှာဒီလိုရှိတယ် yes ဟာခိုးပြောတဲ့လူမရှိဘူးဆိုနားထောင်တဲ့သူလူရှိမလဲ ဘယ်လိုရှိ yes နားထောင်တဲ့သူမရှိဘူးဆိုခိုးပြောလို့တော့နော်လူဖြစ်နေဆိုတော့ကျွန်တော်တို့ကဖျားသခင်ကကျွန်တော်အတွက်လူထားပေးတဲ့အရာကအလကားမှမဟုတ်တာဆိုတော့ခိုးပြောတဲ့သူရှိရမှာကိုယ်အတွက်ဆိုတော့ဒီမှာအခုဆရာတို့အတွက်ကျွန်တော်ဖြစ်မှာ yes ဖြစ်နေတယ်ဘာဖြစ်လဲဒီမှာ ဟုတ်ပါတယ် ကျွန်တော်နားမှာထိုင်မှာကိုနှုတ်ဘတ်တော့တည်ယူတယ်ဆိုတော့အားလုံးအတူတူပဲနော် yes ဆိုတော့ဒီ line ပေါ်မှာလည်းအခုကျွန်တော်ဖြစ်မှာကြည့်ရှုနေတင်းတို့အတွက်ကျွန်တော်ဖြစ်yes ဒီနှုတ်ဘတ်တော့တင်းတို့တူးထင်ကဖြစ်မှာတိတ်ရှာတယ်အဲ့ဒါအရင်ရေးကြည့်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကစီရှိဖို့ကနားထောင်ရမယ် yes နားထောင်ရမှာ ဘာလို့ရမလဲရှင် စီရှိပွေးနားထောင်ရမှာ အခုတရားဟောရှာတယ်အများပြဿနာမဟုတ်လားဘယ်လိုမှမလို့ဘောလားကိုနဲ့ကိုယ်တိုင်ဖျားပါပြီလားတွားဖျားကိုကိုယ်တိုင်ရှာပါတယ်ဖျားကိုကိုယ်တိုင်ရှာပါကိုယ်တိုင်နပန်းတော့ပါဘယ်သူမှမလို့ဘောဝင်းတော့နဲ့မတုံးကြီး ဟာရ အဲ့ဒါဆိုရင်ခဏကျွန်တော်ပြတဲ့ချမ်းချက်ပြနေခိုးပြတယ်မရှိဘူးနားထောင်တယ်ဘယ်လိုရှိအဲ့ဒီသူကဘယ်တော့မှရှိမရှိဘယ်တော့မှရှိမရနိုင်ဘူးဖြစ်တယ် yes ကျွန်တော်တို့ဘယ်လိုဖြစ်လို့ကိုယ့်အနေကိုဖျားကိုဘယ်လိုရှာနိုင်လဲ yes ကေတီရှိရဖို့တော့မဘာဖြစ်လဲရှာ
ခိုးပြောတဲ့သူရှိမှပဲကျွန်တော်ကြားပြီးတဲ့နောက်ပိုင်းမှာကြည်ရှိရနေတာအတိမွေးဖွားခြင်းနဲ့ပတ်သက်တာပြင်ပြောပြတဲ့သူရှိမှပဲကျွန်တော်အတိမွေးဖွားခြင်းကဘာဖြစ်လဲရနိုင်တာခိုးပြောတဲ့တွင်တင်ပေးတဲ့သူမရှိဘူးဆိုကျွန်တော်မဖြစ်နိုင်ဘူးဖြစ်တယ် yes ကျွန်တော်ဝိနည်းရနဲ့ပတ်သက်လာပြီဆိုရင်ဇာတိတဘောနဲ့မတွေ့ရဘူး yes ဝိနည်းရနဲ့ပတ်သက်လာနည်းနည်းလေးဖြစ်တယ်ဒီကိုလို့နော်အားလုံးတရားရှင်ရှင်ရမှာ hallelujah praise the lord ဆိုတော့ဘုရားသခင်ကလောင်တဲ့တူတူနဲ့ရေကောက်တဲ့ဘုရားဖြစ်တယ် wow ကျွန်တော်ပြန်ပြောမယ်နော်ဘုရားသခင်ကဘာဖြစ်လဲလောင်တဲ့တူပဲရေကောက်တဲ့တူဖြစ်ပါတယ် hallelujah amen ဆိုတော့ကျွန်တော်တည်တာဘုကဒီဘုရားလူတွေကတင်းတို့ရဲ့ဘဝကို transform ပေါ်တော့ပြောင်းလဲစေတဲ့ဘာပဲနှုတ်ကပတ်တော့ဖွင့်ပြချက်တည်တဲ့သူတွေဖြစ်တယ်ဒီဆောင်တဲ့နော် amen သူတွေဖြစ်တယ်အဲ့တော့ဘုရားလူတယောက်နဲ့ဘုရားတည်ခန့်တဲ့လူနဲ့ဘာဖြစ်လဲကျွန်တော်တွေ့ရတဲ့အခါကျွန်တော်ရဲ့ဘဝတော့ကိုလုံးပြောင်းလဲတာမကအတွင်းထဲမှာစီရှိပြီးမှဘာဖြစ်လဲလောင်နေတယ် wow အဲ့ဒီရရှိရှိရမှာဖြစ်တယ်အဲ့ဒီရမရှိဘူးဆိုမရဘူးဖြစ်တယ် မရဘူးဖြစ်တယ် yes အားလုံးဘောနော် ပေါ့ပါတယ် ဆိုတော့ကျွန်တော်ခဏပြောကျွန်တော်ကြိုက်မှာမဟုတ်ဘူးဒီခါကျကိုကြိုက်လို့ဖြစ်မှာမဟုတ်ဘူး yes ဒါရှားမပြောနေလေယေရှုတော်မှာပါဖြစ်လဲနောက်ဘတော့တင်မှာပြောတယ်သူရဲ့မျက်နှာကချစ်ရှာဘာမှမရှိဘူး မရှိဘူး ဘာမှမရှိဘူးတနာရှာဘာမှမရှိဘူး yes ရုပ်ဆူးတယ်ဒါမကဘာဖြစ်လဲသူစတွန်းလူတွေနောက်ဘတော့ခေါ်တဲ့အခါမှာလည်းတခါကျန်နော်ဇွတ်ဇွတ်တဲ့ပြောတာတဲ့ခေါ်တာပဲဖြစ်တယ်ဆိုတော့လူတွေကြိုက်ဖို့ကြတော့မဟုတ်ဘူး yes hallelujah ကြိုက်ဖို့ဆိုတော့ကျွန်တော်ဘယ်တော့မှမဖြစ်နိုင်ဘူးဖြစ်တယ်La conda livra agradisca အရုံဒီဘောပေါချမ်းနော်ဇုံပေါ်အဒီလိုက်ပေါ်လို့လေဆိုတော့ကျွန်တော်တည်ထားဖို့ကကျွန်တော်တို့တည်ထားဖို့ကဘုံနော် yes အဲ့ဒီဘုရားလူတွေကကြည့်လိုက်တဲ့အခါမှာစီရှိတယ်လို့ကျွန်တော်မမြင်နိုင်ဘူးဖြစ် မမြင်နိုင်ဘူး ကြည့်လိုက်ကစီမရှိလို့ယူယူတတဖြစ် yes ဒါမဲ့သူတို့ထဲမှာပါစီရှိတာပဲ စီရှိတာဖြစ်တယ် အဲ့ဒီကကျွန်တော်တည်ထားဖို့အရေးကြီးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တည်ထားဖို့ကဒီမိခွက်ရဲ့အကျိုးကအဖြစ်ရတယ်မိလင်းရတာဖြစ်တယ် လင်းရ မိခွက်ရဲ့အကျိုးကဒီတိုင်းပဲထားပြီးမှတန်ရှင်ရဲ့လုပ်ပြီးမဟုတ်ဘူးလေမိလင်းရမယ်မိလင်းရဖို့ကစီကိုလိုအပ်တာတဘောပေါ်တယ်နော် yes ဆိုတော့ကျွန်တော်တည်ထားဖို့ကပြောရတော့မလား yes ပြောပါ ဆိုစီတာဖို့ကမြေခွက်နဲ့ပတ်သက်လာပြီကျွန်တော်ပြောပြတယ်အခုကျွန်တော်ကမြေခွက်ကိုပဲတန့်ရှင်းအောင်လုပ်တယ်မြေခွက်ဆိုတာကအဓိကတန့်ရှင်းဖို့မလို တန်ရှင်းဖို့မလိုဘူး ဘာလို့ရတယ်ဒီလားမြေခွက်ဆိုတာစီရှိဖို့ပဲရည်ကြီး စီရှိဖို့ပဲလိုတယ် နော်စီပါဖို့လိုကြပါပဲလေစီကမရှိဘဲနဲ့မြေခွက်မှာတတ်တရတန့်ရှင်းအောင်လုပ်နေတာ တန်ရှင်းလုပ်နေတာ ဆိုတော့ကျွန်တော်ပြောမယ်မြေခွက်ရှိတဲ့လူတယောက်ဟာညမီးမလာမမောင်မိုက်ဖြစ်နေပြီမောင်မိုက်ဆိုဘလောက်ပဲမြင်းညစ်ပတ်နေပြီစေအဲ့ဒီမြေခွက်ကအကျိုးဝင်ဘူးလားရှင် ချုံ yes ဆိုတော့မြေခွက်ကတန်ရှင်းဆရာမလို့ပဲနဲ့အတိတ်ကစီရှိဖို့ရည် စီရှိဖို့ရေး စီရှိပြီဆိုရင်ဘာပဲလဲမြင်းဘလောက်ပဲညစ်ပတ်ပါစေနော်မောင်တဲ့နေရာမှာအမဲတဲ့အကျိုးဝိကုဝိနာဖြစ်တယ်အဲ့ဒီຢာကိုကျွန်တော်တည်တာဖို့ရည်ရှိတယ်ဆိုတော့ကျွန်တော်ပြောပြချင်တဲ့ຢာကငါတို့ကအဲ့ဒါအပြစ်လုပ်ရပါအပြစ်လုပ်ဖို့ပြောတာမဟုတ်ဘူး yes အပြစ်လုပ်စင်ကိုပြောတာမဟုတ်ဘူးနော်ဆိုတော့အတိတ်ကကျွန်တော်တည်တာဖို့ကကျွန်တော်တို့ကဒီမြေခွက်ကိုတန်ရှင်းအောင်လုပ်မဲ့အစားဘာပဲလဲနှုတ်ကပတ်တော်ဖွင့်ပြချက်ကိုဘာပဲအာယုံဆိုင် အာယုံဆိုင် yes ကျွန်တော်တို့ကနှုတ်ကပတ်တော်ဖွင့်ပြချက်နဲ့တွားတဲ့ generation music ဖြစ်တယ် yes အတိတ်ဖြစ်တယ်အဲကျွန်တော်တို့ကဒီမိခွက်ကိုအာယုံဆိုင်ပြီးမှတန်ရှင်းမဲ့အစားစီကိုဘာပဲလဲရအောင်အာယုံဆိုင်ကြတယ်လို့အာယုံဆိုင်စီရပြီဆိုရင်အဲ့ဒီ revelation ဝင်လာပြီဆိုရင်ခမရရဲ့မိခွက်ဘယ်လောက်ပဲညစ်ပတ်ပါစေအဒီကအထေးကကောင်းဖို့ကြီးချင် yes 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 အားလုံးဘောပေါက်ပြီလား ပေါက်ပါတယ် yes hallelujah praise the lord ဆိုတော့တင်းတို့ရဲ့စီဒီရှိကြလားတင်းတို့ရဲ့စီမပြောနဲ့တင်းတို့ရဲ့မြေခွက်ထဲမှာစီဒီရှိနေတယ်လားအဲ့ဒါအရင်ရေးကြည့်တာပဲ
yes ဆိုတော့စီရှိတယ်မသူရှိတော့စီတော့မတည်ဘူးစီတော့မရှိဘူး ဒီကနေ့တော့ဖူးပြတော့လည်းနည်းနည်းတော့ yes ဟုတ်ပါ တော့လည်းနည်းနည်းတော့ကျွန်တော်ကြည့်ရတာ mm အားလုံးပေါ်ပေါ်ပြီးတော့ yes ပေါ့ပါ ဆိုတော့ကျွန်တော်တည်တာဖို့ကစီမရှိဘူးဆိုနော်ကျွန်တော်စီမရှိဘူးထဲမှာစီမရှိဘူးဆိုမှကျွန်တော်ဘယ်လိုတည်ရဘယ်လိုတည်နိုင်တယ်နံပါတ်1ချက်ကကျွန်တော်ဘယ်လိုတည်နိုင်တဲ့အရာရှိကျွန်တော်တည်တာဖို့ကအကြီးဆုံးသောလက္ခဏာကကြောက်ရှင်ဖြစ်တယ် ကြောက်စင် ကြောက်ရှင်ကြောက်တော့စိတ် ကြောက်တဲ့စိတ် fear ပေါ့ fear စိတ်ကြောက်တဲ့စိတ်ကြောက်ရှင်ပေါ့နံပါတ်1ကဘာဖြစ်လဲနော်တင်းတို့တဲမှာစီမရှိဘူးဆိုနံပါတ်1ချက်ကဘာဖြစ်လဲကြောက်ရှင် ကြောက်ရှင် ဟိုအဲ့ဒီအပိကညာ10ယောက်ကဘာဖြစ်လဲကြောက်ရှင်ဘာမှမရှိဘူး ဘေးချင်းမှာတို့တာလာမယ်ဆိုတဲ့အရာကြောက်တဲ့စိတ်မရှိဘဲနဲ့ဘာဖြစ်အေးစိတ်အိမ်နေတာအေးပြီးမှကြုံစမ်းထားရတဲ့ကောင်ဘာဖြစ်လဲကြောက်တဲ့စိတ်မရှိလို့ဘာဖြစ်လဲအိမ်နေတာအဲကြောင့်ဒီနောက်ဆုံးတော့ဒီထဲမှာကာရာထဲမှာအတင်းတော့အများကဘာဖြစ်လဲအေးသွားမှာအတင်းတော့အများကဘာဖြစ်လဲလုံးဝစီမရှိဘဲနဲ့နေအများကြိုင်ကမှချီဆောင်ရှိမှာ yes ဘာကြောင့်လဲကြောက်ရှိမရှိတော့အခုခေတ်လူတွေဘယ်သူမှမကြောက်တော့ဖျားလူလည်းမကြောက်ဘူးဘုံမစားဘူးကြိုက်တယ်လို့ပြောရင်ကြိုက်ပါဇက်ဒီပဲများတယ်ကိုပြောကြည့်ပြပဲတည်ပါတဘောပေါချပြီနော်ရှင် yes ပေါ့ပါတယ်ဆရာဟုတ် ဆိုတော့အတေကစီကကြောင့်မရှိဘဲနဲ့လူတန်းကိုထိန်းချုပ်ရှင်နာမည်ကြီးရှင်တာ yes လူတွေပြတ်တယ်ဆိုတော့ကျွန်တော်ဟိုအချိန်မီတော့ဘောအတူတကောပဲပြောတော့မယ်နောက်မှကျွန်တော်တို့ပြန်မှဖြည်းဖြည်းပြောမယ်ဆရာ ဟုတ်ကဲ့ဆ ဆို ရာ တော့နံပါတ်1ကျတော့ကျွန်တော်တည်ထားဖို့ကဝိညာဉ်တော်နဲ့တွာလာခြင်းတွေမှာကျွန်တော်တို့က sensitive မဖြစ်တော့ဘူး sensitive ဆိုတာကအရာကို view ဆိုင်ခြင်းပေါ့ yes view ဆိုင်ခြင်းလို့ပြန် sensitive ကကျွန်တော်တည်ထားဖို့ကdictionary မှာကျွန်တော်ကြည့်တဲ့အခါမှာ sensitive ကအာယုံခံစားလို့တော့ yes ဝိညာဉ်တော်နဲ့ဒီအာယုံခံစားလို့တော့ အယုံကစား နော်ပြောဆိုဝိညာဉ်တော်နဲ့ပတ်သက်တာခံစားမှုဝိညာဉ်တော်နဲ့ချစ်ဆက်မှုဘာဖြစ်လဲ yes အားနေတာတော့ အားနေလာတော့မှာ အားနေတာတော့ဆိုတော့နံပါတ်3ကဘာဖြစ်လဲသိလားနံပါတ်3ကျကျွန်တော်တည်တာဖို့ကဖျားသခင်ရဲ့မျက်နှာကိုဟိုဘာဖြစ်လဲအမေရန်တွေ့ချင်တဲ့ကြည့်ချင်တဲ့အဲ့ဒီဆံငါချင်းတွေရောလာတော့ yes yeah ပြီးနံပါတ်4ကဘာဖြစ်လဲတင်းရဲ့ဆုတောင်းချင်တာဘာဖြစ်လဲ empty ဖြစ်တော့ yes you are paralyzed shall be empty ဆိုတော့တင်းရဲ့ဆုတောင်းခြင်းတွေက empty ဖြစ်တယ် empty ဆိုတာကဆုတောင်းခြင်းတွေမှာဘာတောင်းရမလဲအားလုံးပြီးဆုံးသွားပြီယေရှုအားပြီးဆုံးသွားပြီဘာမှတောင်းဆရာမလို့တော့ဘူးပို့ဆဆဖြစ်သွားဘူးပြီးရင်ကိုကဘာဖြစ်လဲဆုတောင်းတဲ့အခါမှာဖျားနဲ့ပတ်သက်ပြီးမှဝိညာဉ်ရေးနဲ့ပတ်သက်မှဘာမှမပါဘဲနဲ့ကိုယ့်ရဲ့အင်းဒီကားဒီကိုယ့်ရဲ့မိသားစုကိစ္စကိုလူအပ်တဲ့အရာနဲ့ပတ်သက်ပြီးမှပဲပါလာတော့အဲ့ဒါခမရဆုတောင်းချက်ကဘာဖြစ်လဲတုံညဖြစ်သွားတော့ wow yes ခဏပြဖျားရဲ့မျက်နှာကိုဘာဖြစ်လဲအမေရန်ရှာရှင်တဲ့တွေ့ချင်တဲ့အဲ့ဒါကနံပါတ်3မဟုတ်ဘူးလားကျွန်တော်ပြောတယ်အဲ့ဒီအရာရော့သွားမှာဆိုတော့ဖျားရဲ့ဘုံကတင်းနားမှာမရှိတော့ဘူးဖိဖိနဲ့ထွက်ခွာတော့ဆိုတော့ဒီ4ချက်ကဘာဖြစ်လဲကျွန်တော်ရဲ့ဘဝမှာဒီ4ချက်နဲ့ပတ်သက်ပြီးမှရှိနေပြီဆိုရင် ရှိနေပြီဆိုရင် ကျွန်တော်ဒီမှာရှိမရှိတော့ စီမရှိတော့ ဆိုစီရှိတဲ့လူကဖျားသခင်ကိုကြောက်နေတဲ့လူသားရှိပြီးရင်ကျွန်တော်တို့ကဝိညာဉ်တော်နဲ့အမေတမ်းပါပဲစကားပြောအမေနဲ့ check ဆက် yes ဝိညာဉ်စကားကအမေတမ်းအာရုံဆိုင်ပြီးရင်ဖျားရဲ့မျက်နှာကအမေတမ်းရှာအမေတမ်းဖျားနဲ့ပတ်သက်ဆံတယ် yes ပြီးရင်ကျွန်တော်တို့ဆူတောင်းခြင်းနဲ့ပတ်သက်လာအမေတမ်းအဲ့ဒီဆူတောင်းခြင်းတွေမှာနည်းနည်းတော့အရာနှုတ်ကပတ်တော်နဲ့အညီဆူတောင်းတာအဲ့ဒီလူကရှိတယ်ဆိုတော့တခုကျတော့မီးခွဲနော် yes ဘလောက်ပဲညစ်ပတ်ပါစေမီးခွဲမရှိတော့မှာစီရှိရနေရာတကမီးလောင်လို့ရတယ် wow yes လမ်းဘေးမှာကျွန်တော်ဓာတ်ရှိဦးဆရာဒီလေနည်းနည်းလောင်းလိုက်မယ်
နော်တွန်းလိုက်ပဲပေါ့ဆိုတော့တခါလည်းဘုံပြင်ပါပြီလေမီးလောင်ဖို့ကမီးခွဲမလို့မထားစီရှိဖို့ရေးချင်စီရှိပြီးဆိုနေရာတကာဘာဖြစ်လဲမီးကိုရှုပ်လို့ရတယ်နော်ပင်လေပေါ်မှာရေထဲမှာစီထဲလိုက်လေအဲ့ဒီရေပေါ်မှာလဲဘာဖြစ်လဲစီရှိရင်မီးလောင်တယ် မီးလောင်တယ် နော်အမိုက်ထဲမှာလဲရောင်းတယ်မီးလောင်တယ်စီရှိဖို့ပဲရေးချင် စီပူပဲ ဆိုတော့ကျွန်တော်စီကဘာဖြစ်လဲယေရှုစီကရတာဖျားခင်မပေးဘူးနော် yes ဟုတ်ပါတယ် စီကခဏကျွန်တော်တို့တာမပေး သူတို့သားလည်းမပေးဘူး ဘူးရောင်းတဲ့သူရှိတာဖြစ် ရောင်းတဲ့သူရှိတယ် အဲဒါကြောင့်အဲ့ဒီစီရောင်းတဲ့သူဖျားခင်တင်းတို့အတွက်ထားပေးတဲ့သူနဲ့မြင်ပြရပါစေ အာမင် ယေရှုနာမနဲ့ဆုတောင်းပါချင်ပါတယ် အာမင်